အားလုံးပဲမင်္ဂလာပါခင်ဗျာထူးမြတ်ဖို့ Audio Book Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဇလံကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ Channel လေးဖြစ်တာမို့လို့ Like and Subscribe လုပ်ပြီးအားပေးခဲ့ကြဖို့မမေ့ပါနဲ့ဦးဗျာဒီကနေ့ကျွန်တော် Channel လေးကနေတင်ဆက်ပေးခြင်းတဲ့ဇလံလေးကတော့ကျန်နေရှင်သခင်မတတိယပိုင်းလေးပဲဖြစ်ပါတယ်ခင်ဗျာကဲဇလံလေးကိုအခုပဲစတင်လိုက်ကြအောင်ဗျာထိုနေရာတွင်ကိုဝင်းသားနဲ့ပတ်သက်၍ကျွန်တော်ရေးသားဖော်ပြပေးရန်ဝတ္တရားရှိနေသေးတယ်ကျွန်တော်မှာလက်ဝက်ကျိုးကိုခေါ်ဆောင်ရမယ်ကျုံးဟိုတို့ရောက်ရှိရနေမှာစာ၍ကိုဝင်းသားဆိုသူနဲ့စကားပြောဆိုရန်အခွင့်ကောင်းစွာမရသေးချေကျွန်တော်နဲ့ကျန်နေရှင်သခင်မမှာပလိယောဂဇိုးကြီးအတွက်ကိုရောစိတ်ပါအလုံးစုံပင်ပန်းနေကြတယ်ထိုရံများအတွင်ကိုဝင်းသားမှာကျုံးပေါ်မှာများသောအားဖြင့်ကြောက်ွယ်နေပြီးတော့တခါတရံကိုဝင်းသားကကျွန်တော်နဲ့မျက်နှာချင်းဆိုင်မိကြတော့လေကျွန်တော်မှအလှည့်မတောင်အလုံးရှုံနေတတ်တယ်ကိုဝင်းသားမှလည်းအလွန်အရေးကြီးဟန်ဖြင့်အပြေးလှုပ်ရှားနေခြင်းကြောင့်အေးအေးဆေးဆေးစကားပြောခွင့်မရခဲ့ကြပြီကျန်နေရှင်တခင်မနဲ့ကျွန်တော်တို့အနားယူပြောဝဲစားထပ်စဉ်ကမူကိုဝင်းသားကအတူလိုက်ပါလာသေးတယ်ထိုစဉ်ကကျွန်တော်တို့မှာစကားစမြည်ပြောဆိုရန်အခွင့်သင်လှပြီသို့တော့ကျုံးပေါ်မှာပထမစတွေ့တော်နဲ့မတူအမှုအရာကထူးခြားစွာနဲ့ရှောင်ဖယ်နေခြင်းမှာကကျန်နေရှင်သခင်မကြောင့်ဆိုပြီးကျွန်တော်ထင်မှတ်မိခဲ့တယ်။တညမှာတော့ကျွန်တော်ညသာထမင်းစားပြီးနောက်လမ်းထွက်လျှောက်ခဲ့တယ်။ရမန်နေ့ညကကျန်နေရှင်သခင်မနဲ့ထိုင်စကားပြောခဲ့ရသူရောက်ရှိသွားခဲ့တယ်။အချိန်မှာနေဝင်ဖြိုးပြက်ပင်ဖြစ်နေပြီ။ကျွန်တော်ကပင်လယ်ငှက်ကလေးများပြန်ဝဲလျက်ရှိနေတော့ပင်လယ်ပြင်ထက်စီသို့မျှော်ကြည့်နေမိသေးတယ်။ကျွန်တော်ရဲ့စက္ကူအာယုံတွေလည်းကောင်းမနှောအာယုံတွေလည်းကောင်းဘေးပြောင်ရဲ့ခဲရင်သောခေမမရဲ့မျက်နှာလေးနဲ့သူမရဲ့အကြောင်းကိုပင်တွေး၍အတွေးနေချက်လေးရဲ့နေမိလေတော့ကျွန်တော်ကကျင်းနေရှင်တခင်မနဲ့အတူထိုင်ခဲ့သောကြောက်ကတင်လေးပေါ်တွင်ထိုင်ုံမျှအာမရထိုမှတဆင့်ပင်လယ်အောက်ခြေကိုမြင်နိုင်သောကြောက်ကဘာထိတ်သို့တက်သွားမိပြီတော့ထိုနေရာမှာလူတယောက်တက်၍ထိုင်နေစီကမူအောက်ဘက်သို့မမြင်ဆိုင်တရားမရှိချေကျွန်တော်ကထိုနေရာ၌ဘလောက်ကြာသွားလဲဆိုတာကိုမသိကြောက်ကလေးလေးရှိရာသို့ရှောက်လာနေကြသောခြေတံများကိုရုတ်တရက်ကြားလိုက်ရမှတတိပင်ရလာတော့ငုံကိုင်းကကျွန်တော်လှမ်းကြည့်မိလိုက်တော့ရှောက်လာနေသူများမှာတခြားသူမဟုတ်ကျန်နေရှင်တခင်မနဲ့ကိုဝင်းတန်းတို့ပင်ဖြစ်နေကြောင်းကျွန်တော်တွေးလိုက်ရတော့ကျွန်တော်ကပထမတော့တက်လာသူများကိုစီး၍ခေါ်လိုက်မိဟုကြံမိသေးတယ်။သို့တော့ကိုဝင်းသားကအတန်ကျဲကြီးဖြင့်ကျွန်တော်ရဲ့နာမည်ကိုထည့်သွင်းပြောဆိုလိုက်တဲ့အတွက်အသာနားထောင်လို့စိတ်ပေါ်လာခဲ့ပြီတော့။ဒါကြောင့်မမြင်အောင်နောက်ကိုဆုပ်၍နားဆုံမိပြီ။ခင်မမနဲ့ကိုဝင်းသားကကြောက်ကရင်ပေါ်မှာပင်ထိုင်လိုက်ကြပြီးကျွန်တော်ရဲ့နားမှာပြက်ပြက်သားသားကြားလိုက်ရတော့ခင်မမရဲ့စကားတန်ကဝင်းသားနေစကားကနည်းနည်းလွန်လာပြီထင်တယ်နော်ကိုလွန်သလားမလွန်ဘူးလားမင်းစဉ်းစားကြည့်အခုပြောနေတာကလည်းရမ်းပြောနေတာမဟုတ်ဘူးမျက်စိနဲ့တက်အပ်သေးချာမြင်နေလို့ပြောနေတာဘာပြောတယ်မျက်စိနဲ့တက်အပ်မြင်ရတယ်ဟုတ်လားကျန်နေရှင်သခင်မရဲ့အတန်မှာခံမြင့်တဲ့အတန်ဖြစ်နေသည်ကိုတတိထားလိုက်မိပြီမြင်ရတာကတော့သူ့မျက်လုံးတွေကိုပဲခင်မမသူ့မျက်လုံးတွေဟာမယိုးဘူးဒီမျက်လုံးတွေဟာမင်းတစ်ကိုယ်လုံးကိုငုံထားနိုင်အောင်ငုံထားတော့မယ့်အတိုင်းပဲဒါကိုမင်းနားမလည်ဘူးလားဟင်းနားမလည်ဘူးအေးဒါကြောင့်မင်းကငါအခုတတိပေးနေရတာပဲမင်းရဲ့နှလုံးသားတွေဟာတစ်ချိန်ကကြောက်ဆိုင်ကြောက်ခဲလို့မာခဲ့ပေမဲ့သူနဲ့ကြတော့မင်းကိုယ်တိုင်စိတ်ဝင်စားပုံရနေတော်တော့နင်လွန်တစ်ထက်လွန်လာပြီဒီစကားတွေကိုသာဒေါက်တာတွေမကဘူးငါ့ကိုပါစော်ကားနေတဲ့ဖြစ်ကိုရောက်နေရဆိုတာနင်နားလေရဲ့လားဒါမျိုးတွေငါနောက်ထပ်မကြားချင်ဘူးဒီစကားတွေဒီနေရာမှာပဲဖျက်လိုက်တော့မကြားချင်ရင်လည်းမပြောတော့ပါဘူးခင်မမဝတ္တရားအရမင်းကိုတတိပေးမိတာပါယောက်ျားနဲ့မိန်းမဆိုတာဖူးစာဘက်မှန်ရင်တနေ့ညားကြရမယ်ဆိုတာငါနားလေပါရဲ့
ဒါပေမဲ့ကိုတို့တူဝင်ကိုတို့တူဝင်တော့ယောက်ျားနဲ့မိန်းမဖူးစာပန်းမှန်တနေ့ညကြရမယ်ဆိုတာကိုနားလေဒါပေမဲ့ကိုတို့တာဝန်ကိုတော့ကိုတို့လေးစားရမယ်မဟုတ်လားသူ့ကိုမုန်းလို့ဒါတွေပြောနေတာမဟုတ်ဘူးအချစ်ကိစ္စတွေဝင်လာရင်ကိုတို့အလုပ်တနည်းမဟုတ်တနည်းထိခိုက်ကြမှာအမှန်ပဲဒါကြောင့်ကျွန်းပေါ်မှာစေကုတာရေးကိစ္စပြီးရင်ပြန်လွတ်လိုက်တော့ပေါ့နောက်အတန်ကြာများအထိတိတ်ဆိတ်သွားပြန်တယ်ကျွန်တော်ရဲ့ရင်များကတတိတ်တိတ်ခုန်နေလေပြီဘယ်လိုလဲခင်မမနေမနက်မှာမြေထုံးလို့စီကလာတဲ့ကိုယ်စလဲနဲ့တွားတွေ့ရမယ်မဟုတ်လားဟုတ်တယ်ဘာဖြစ်လို့လဲဒီကိစ္စက2 ရက်လောက်ကြာမှာလားဒီတစ်ခါတစ်တာက10 လုံးလောက်ရှိလိမ့်မယ်တည်တည်ချာချာစိတ်ယူရမှာ2 ရက်လောက်တော့ကြာမှာပဲဘာဖြစ်လို့လဲဒေါက်တာကရနိုင်စိုးကိုအဲ့ဒီကိစ္စပြီးနင်ကိုယ်တိုင်ပြန်ပို့လိုက်တော့မနေ့ကျရင်သူ့ကိုပြောလိုက်မယ်ကဲနင်ပြန်တော့ဒါနဲ့နင်ကရောဘာလို့တယောက်တည်းနေခဲ့မှာလဲမှောင်နေပြီမဟုတ်လားဟိုကွာနင်လောက်เสียရှိတာသာတွားလို့စမ်းပါငါဒီမှာထိုင်နေခြင်းသေးလို့နောက်ကိုဝင်းတန်းကတောင်းအောင်ဆင်းသွားပြီးကျွန်တော်မှတက်ပြင်းများချလိုက်နိုင်ပြီးတော့ရယ်ထိုတွင်ကျွန်တော်အပေါ်မှာကိုဝင်းတန်းရဲ့ဆက်ဆံပုံပြောင်းလဲလာခြင်းအကြောင်းရင်းကိုနားလည်သိရှိခွင့်ရခဲ့ပြီးတော့ရယ်သူတို့ခေါင်းဆောင်ဂျန်နီရှင်တခင်မနဲ့ကျွန်တော်တို့မကြမီကွဲကွာစီရန်ကျွန်တော်ကိုပြန်ပို့ကြပြီးတော့မယ်ထိုချိန်ကာလခင်မမအားတွေ့ရန်တင်းမတင်ကိုချီတုံချားတုံဖြစ်နေမိရဲ့ခင်မမထိုင်ရစီကိုကြည့်လိုက်မိတဲ့အခါပင်လယ်ဘက်စီတို့မတုံမလုံးငေးမြော်ကြည့်ရှုနေတာကိုမြင်တွေ့ရတယ်သူမကကျွန်တော်ကိုကြောက်ခိုင်းကထိုင်လျက်ရှိနေခြင်းကြောင့်မျက်နှာအမူအရာမြည်တို့ရှိနေသည်ကိုမသိရပေပြင်းထန်သောအသက်ရှူတံကိုကြားနေရခြင်းအပြင်စိတ်လှုပ်ရှားလျက်ရှိကြောင်းအကြောင်းကိုမူခံမှန်းမိပြီတယ်ကျင်းနေခြင်းတခင်မကကျွန်တော်အကြောင်းကိုပင်စဉ်းစားနေလေသလားဒါမှမဟုတ်ကျွန်တော်လုံးဝနားမလည်နိုင်တော့သူတို့ရဲ့လုပ်ငန်းအကြောင်းကိုပင်စဉ်းစားနေလေသလားပထမအကြောင်းဖြစ်ခဲ့ကျွန်တော်ကကျင်းနေခြင်းတခင်မဘွဲအမိခံမိမလာတူရဲ့အရေးစိတ်ခံရတဲ့ကန်ထူးသူယောက်ျားတစ်ယောက်ဖြစ်နေပြီပေါ့ကျွန်တော်ကကြည်မွနိုင်သောခင်မမရဲ့နောက်ပိုင်းတရံအလှကိုသာမျက်တောင်မခိုင်ပဲစူးစိုက်ရကြည့်နေမိပြန်တယ်ထိုစဉ်ကျန်နီရှင်သခင်မထံမှကြားလိုက်ရတဲ့အတန်ကလုံးဝမထင်ထားမိတော့တေးတစ်ပုတ်ကိုညီးဆူတန်ကြားလိုက်ရတယ်ခင်မမရဲ့တခြင်းမှာအချစ်တခြင်းတစ်ပုတ်ဖြစ်ပြီးတီးဆိုနေတဲ့မှာကျွန်တော်ရဲ့အသေးနှလုံးကိုလာရောက်ဖြစ်ညစ်ဆုပ်ဆွဲလိုက်တဲ့ကဲ့သို့ရှိနေပြီးတော့တယ်ခင်မမရုတ်တရက်ဖြက်ခနဲ့ထိတ်လင်ကအသက်ဝင်လာဟန်ဖြင့်လှဲကြည့်မိလိုက်တော့ခင်မမရဲ့မျက်နှာမှာကျွန်တော်ရဲ့တသက်တွင်မိပြောင်နိုင်စရာပင်မရှိတော့ပေဟင်းဒေါက်တာဟုတ်ကဲ့ခင်မမကျုပ်ပါပဲပြောဆူဆူကြောက်ကဘာကိုကိုယ်ဆင်းခဲ့ပြီးနောက်အန်အားအသင်ကြီးနဲ့တင့်နေတော့ကျန်နီရှင်တခင်မဟောခင်မမရဲ့နှပေ၌ဝင်ရေးထိုင်လိုက်သည့်အထိကျွန်တော်မြည်သူသောအချင်းရာကိုပြုလုပ်နေမိသည်ကိုတတိမထားမိပြီခင်မမကလည်းကျွန်တော်အားမမျှော်လင့်ပဲမြင်တွေ့လိုက်ရခြင်းအတွက်ရင်ကလေးများဖြင့်ခုန်ကာအံ့ဩထိတ်လန့်သွားသောမျက်နှာလေးဖြင့်ကျွန်တော်ကငေးကြည့်ရှုနေပြီးတော့တယ်တိမ်တိုင်များကြားမှာတချမ်းထုံးလင်းလျက်ရှိနေတဲ့လာရောင်ကထိုအချိန်တွင်ကျွန်တော်နှစ်ဦးရဲ့မျက်နှာပေါ်မှာခံစားမှုတွေကိုမဖုံးတာမဖိတာအောင်ထင်ထင်ရှားရှားကြီးထိုးပြလျက်ရှိနေပြီးတော့တယ်လန့်တော်သလားခင်မမကျုပ်အမူအရာရိုက်ဆိုင်သွားတယ်ဆိုရင်တောင်းပန်ပါလေကိုဝင်းသားနဲ့ခင်မမတို့စကားပြောနေကြကကျုပ်ဟိုပေါ်မှာရှိနေခဲ့တာဆင်းလာရင်ပို့ပြီးရိုင်းဆိုင်ရကြနေမလားလို့မဆင်းလာခဲ့ဘူးအခုမှကျုပ်ဤတွင်ကျန်နီရှင်တခင်မလေးကမျက်နှာကိုမြန်သွားငုံးလိုက်ပြီးနောက်တုံရင်သောအတန်ဖြင့်ကျမတို့ပြောနေတာတွေဒေါက်တာကြားလိုက်ရပြီပေါ့သူကမင်းမြန်းရှာလေရဲ့
ဟုတ်တယ်ကျုပ်ကြားလိုက်ရတယ်အကုန်လုံးပဲဆိုပါတော့ဒီလိုကြားရလို့လေခင်မမရဲ့သဘောကိုကျုပ်ကြက်မှတ်သည့်လောက်ကြက်မှတ်မိလိုက်ပါတယ်ဒေါက်တာဘာကိုဆိုလိုတာလဲရှင်ကျွန်တော်အဖို့ကမထူးတော့ပြီဖြစ်ရာထိုညထိုအချိန်၌ကျွန်တော်ရဲ့ရင်ထဲမှာဖြစ်ပေါ်နေသမျှကိုဖွင့်ထုတ်လိုက်မိရဲ့ထူးဆန်းသောလှုံ့ဆော်မှုဖြင့်မထင်မငေါ်ပြုလိုက်မိလျက်သာဖြစ်သွားပြီတော့ရဲ့ကျုပ်ကိုခင်မမတို့ကပြန်လှုပ်တော့မယ်ဆိုလို့ကျုပ်စိတ်ထဲမှာဖြစ်ပြနေသမျှကိုပြောပြပါရစေကျုပ်စိတ်ထဲမှာဘလို့တွေဖြစ်နေလဲဆိုတာကိုခင်မမရိပ်မိမှာပါပဲကျုပ်ခင်မမနဲ့မခွဲပြရစီနဲ့ခင်မမနဲ့အတူဒီမှာပဲရုံးမြေကြနေရပါစီလို့ကျုပ်ခွင့်တောင်းချင်တာပါပဲကျုပ်ကျန်နေရှင်သခင်မကိုဘယ်နည်းနဲ့မှခွဲမသားနိုင်တဲ့အဖြစ်ကိုရှောက်နေပြီဗျဘယ်နဲ့လဲခင်မမရဲ့ဒေါက်တာကကျမကိုလက်ထပ်ကျင်တယ်လို့ပြောနေတာလားထိုမျှပွင့်လင်းသောမိကုန်းကိုကျန်နေရှင်သခင်မထံမှမမျှော်လင့်ခဲ့သောကျွန်တော်ကထိုချိန်၌ခိတ္တခဏမျှနှုတ်ဆွအားသွားမိလေတယ်ခင်မမကကျွန်တော်ကိုမကြည့်ပဲလှိုင်းလုံးဖူးဖွေးများကန်းဆက်သို့ပြေးလွှာလာနေသောပင်လယ်ပြင်ကြီးစီသို့သာမျက်နှာလှည့်နေတယ်ကျွန်တော်မှမချစ်မရဲဖြစ်လျက်အခုလောက်ဆိုကျွန်တော်ရဲ့စိတ်ထိစိတ်စားနဲ့ကျွန်တော်ရဲ့သဘောကိုခင်မမနားလည်လောက်ပြီးထင်လို့အခုလိုပြောလိုက်ရတာပါပဲကျုပ်လက်ထက်ချင်ပါရဲ့ခင်မမရဲ့သဘောကိုကျွန်တော်သိပြရစီလားကျမမအံ့ဩပါဘူးဒါပေမဲ့ပြောစမ်းပါခင်မမရဲ့ကျမအကြောင်းကိုဒေါက်တာထည့်စဉ်းစားသည်လားခင်မမဟာတပုံမဆိုတာကိုလားဟုတ်တယ်ဒေါက်တာကျွန်တော်အခုအသက်30ရှိပါပြီခင်မမဘယ်ကိစ္စဖြစ်ဖြစ်ကျွန်တော်မစင်စားပဲဘယ်တော့မှမာယူရန်လုပ်လိုက်မယ်လို့မထင်နဲ့ကျွန်တော်စဉ်းစားဆုံးဖြတ်ပြီးပြီကျွန်တော်ခင်မမကိုမရရင်ကျွန်တော်မနေဘူးကျမလိုတပုံမကိုဘယ်နည်းနဲ့ကြိုက်နိုင်ရတာလဲခင်မမဟာအသားရည်တင်ဖြူတာမဟုတ်ပဲစိတ်လဲဖြူရယ်နှလုံးသားလဲဖြူရယ်အမဲညစ်ဆိုလို့ဘာတကွမှမတွေ့ရဘူးဖြူစင်နဲ့ကျွန်တော်ရဲ့မြစ်တာနဲ့ဟက်မိတာပေါ့ဗျာကျမစက်တိုင်ရောက်ပြီလို့တောက်ဖြုတ်ပြီးတဲ့အခါမှာကျမရဲ့အသားဟာအခုထက်ပိုပြီးဖြူလာနိုင်မယ်အဲ့ဒီတော့ကောဒီအခါမှာကျွန်တော်လည်းတစ်ဖက်ကကြိုးစင်မှာခင်မမလိုဆွတ်ဆွတ်ဖြူလျက်သားရှိမှာပေါ့ဘယ်နဲ့လဲခင်မမရဲ့မဖြစ်နိုင်ပါဘူးကိုရနိုင်ဆိုထိုအခဏကျန်နေရှင်တကမအတန်ကတိတာထင်ရှားစွာတိမ်မြုပ်သွားလို့မတက်ရှိလာခဲ့တယ်ပြီးတော့ဒေါက်တာဟုခေါ်ဆိုနေရမှာကိုရနိုင်ဆိုအခေါ်ကိုလည်းရွှင်းနှင်းကျောင်းဝင်မှုသင်္ကေတအဖြစ်ပြောင်းလဲလာခဲ့တယ်ကျွန်တော်ဘက်မှအောင်မြင်မှုရခဲ့ပြီးတည်ဟုစိတ်များပင်တက်လာတော့တယ်အိမ်တော်ဘက်ရွေးကြတဲ့အခါမှာစိတ်တူကိုယ်တူအသွင်တူမှမြင်နိုင်ပြီးမေတ္တာစိတ်ဟာပေါက်ဖွာလာနိုင်တယ်ခင်မမကအခုမဖြစ်နိုင်ပါဘူးလို့ပြောနေတယ်ဒါပေမဲ့ကျုပ်ဖို့ပြောရရင်မဖြစ်ပြနိုင်ဘူးဆိုတာဟာမရှိဘူးကျုပ်ခင်မမကိုအသက်လောက်မြင်လို့ရဲ့ခင်မမရဲ့ကျန်နေရှင်သခင်မအမိခံပြီးလောက်ကင်ခဲ့တဲ့အလုပ်တွေအားလုံးကိုလည်းကျုပ်ထောက်ခံနိုင်တယ်ဒါကြောင့်ခင်မမနဲ့အတူခင်မမရင်စုခဲ့တဲ့ပန်းတိုင်အထိမဖြစ်နိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာပေါ့ကိုရနိုင်ဆိုအိမ်တော်ဘက်ရွေးချယ်ကြတဲ့အခါစိတ်တူကိုယ်တူအသွင်တူမှမြင်နိုင်ပြီးမေတ္တာစိတ်ဟာပေါက်ဖွာလာနိုင်ပါတယ်မဟုတ်လားခင်မမကအခုမဖြစ်နိုင်ပါဘူးလို့ပြောနေတယ်ဒါပေမဲ့ကျွန်တော်အဖို့ကတော့ပြောရရင်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးကျုပ်ခင်မမကိုကျွန်တော်အသက်လောက်မြင်လို့ရခင်မမရဲ့ကျန်နေရှင်သခင်မအမိခံယူပြီးလောက်ကင်ခဲ့တဲ့အလုပ်တွေအားလုံးကိုလည်းကျွန်တော်ထောက်ခံနိုင်ပါတယ်ဒါကြောင့်
ခင်မမနဲ့အတူခင်မမရည်စူးထားတဲ့ပန်းတိုင်အထိမဖြစ်နိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာပေါ့ကိုရန်နိုင်ဆိုခင်မမကကျွန်တော်ရဲ့ပြောလက်စစကားကိုဖျက်၍ပြောဆိုလိုက်ခြင်းဖြစ်တယ်လူတစ်ယောက်ဟာအချစ်ဆိုတဲ့စိတ်ယူတစ်ခုဝင်လာရင်ဝင်လာတဲ့အချိန်မှာဘာမှမဆိုလုပ်ရဲကြတာပဲဒါပေမဲ့အဲ့ဒီစိတ်ယူပျောက်တာနဲ့တပြိုင်နက်ကိုလုံးလိုက်မိတဲ့အလုပ်ကိုနောင်တတွေရလာကြကိုရနိုင်ဆိုတနေ့မှနောင်တရလာမှာကိုကျမမြင်လို့မဖြစ်နိုင်ပါဘူးလို့ပြောနေရတာပါပဲခေမမရဲ့စိတ်မှာထိုအချိန်၌သူမရဲ့ကိုယ်ပေါ်တွင်ရှိပုံမရပတ်ဝန်းကျင်၌သာပြန်ဝဲနေတကယ်တော့မှတ်ထင်ရပေရဲ့အเจ้าမှာခေမမရဲ့တကူလုံးကြောက်ရွံ့ကဲ့သို့ငြိမ်သက်ကြီးငြိမ်သက်နေလျက်မျက်လုံးများမှာလည်းအသက်ဝိညာဉ်ကင်းမဲ့နေသည်အလားအဝေး၌သာကျဆားနေပြီးမလုံမရှက်ရှိနေရကြောင်းပင်ဖြစ်ပြီးတယ်ကျွန်တော်ရဲ့စွန်စားခန်းကထိုများလောက်ဖြင့်စုံခန်းနိုင်ကိုရောက်တော့မည်လားကျွန်တော်ကိုအထင်သေးလာကြည်လားခင်မမရေကျမအထင်မသေးရသေးပါလားကိုရနိုင်သူသေးတာပေါ့ခင်မမသေးသမားအကြီးကြီးသေးလိုက်တာပေါ့ခင်မမပြောပုံကကျွန်တော်အခုချိန်ပြောနေတဲ့စကားတွေဟာနောင်ရီးကိုဘာတစ်ခုမှထည့်မစင်စားပဲလူပြိုအပူပြိုပေါက်ကလေးတွေအချစ်ကိုလက်တက်ဆန်းပြီးပြောနေတဲ့အချိန်မျိုးထင်နေတာကိုကျုပ်လူပြိုကောက်ကလေးမဟုတ်တော့ဘူးဗျခင်မမကိုကျုပ်လက်ထပ်ခွင့်ရရင်ကျုပ်ရှိမှဘာဖြစ်မယ်ဆိုတာကိုကျွန်တော်ထက်တွက်ပြီးသားပါဒါကြောင့်ခင်မမရဲ့ဆုံးဖြတ်ချက်ကိုပြန်စဉ်းစားလို့မဖြစ်နိုင်တော့ဘူးလားခင်မမရဲ့ကျွန်တော်ကနောက်ဆုံးစူးစမ်းခြင်းဖြင့်ကျွန်တော်ရဲ့ရှောက်လဲချက်ကိုထပ်တင်သွင်းလိုက်တယ်ကျွန်တော်ရဲ့ရှောက်လဲချက်မှာခင်မမရဲ့တန်နိုင်ခဲဘက်မှာတင်းမာလာသောစိတ်ဓာတ်ကိုနူးညံ့ပျော်ပြောင်းလာစေနိုင်ပြီးစွမ်းတတ္တိများရှိမလားဟုမျက်နှာကိုလှမ်းကြည့်လက်မိလိုက်တဲ့အခါကျွန်တော်ရဲ့မျှော်လင့်ချက်များမှာဝမ်းနဲ့အားရခြင်းအပြင်အဆုံးသတ်ရတော့မည်ကိုတွေ့မြင်သိရှိနားလည်ရပြီရဲ့အเจ้าမှာခင်မမခေါ်ကျင်းနေရှင်တခင်မကအသက်ဝိညာဉ်ကင်းမဲ့နေသောမျက်နှာမှာတစိုးတစီမှပြောင်းလဲလှုပ်ရှားခြင်းမရှိခင်မမကကျွန်တော်တို့ကြည့်ရမြင်ရပါများလာပြီဖြစ်တဲ့ထူးဆန်းလာခြင်းမရှိတော့သည့်ပင်လယ်ပြင်ကြီးကိုသာစိတ်ဝင်စားနေတကယ်တော့ငေးဆိုင်လျက်ကြည့်ရှုနေသည်ကိုတွေ့မြင်ရရဲ့ကျုပ်ဝမ်းနေပါလေခင်မမရဲ့ခင်မမကိုကျွန်တော်အလိုက်မသိအနှောက်အယှက်ပေးမိနေတာတွေကိုကျွန်တော်တောင်းပန်ပါတယ်ကဲကျွန်တော်တို့ပြန်ကြစို့လားထိုတွင်မှကျင်းနေရှင်တခင်မကအသက်ဝင်ကလှုပ်ရှားလာပြီးနောက်ဟင်းကနေတပ်ပြင်းတစ်ချက်ကိုရှူရိုက်လိုက်သည်ကိုတွေ့လိုက်ရတယ်ထို့နောက်ကျွန်တော်ကထိုင်ရမှထနေသည့်တိုင်သူမကလိုက်မထသေးပဲကျွန်တော်ရဲ့မျက်နှာကိုတစ်ချက်မောရီကြည့်လိုက်ရကျင်းနေရှင်တခင်မရဲ့မျက်လုံးများမှာကျွန်တော်ယူဆနေတကယ်တော့လုံးဝမဟုတ်ကြောင်းတွေးလိုက်ရချေကျွန်တော်ထင်မြင်မိတဲ့အတိုင်းမမှန်ပဲခင်မမကကျွန်တော်ရဲ့မေတ္တာဟန်ကြားချက်ကိုလုံးဝပယ်မချရသေးဘူးဆိုတာကိုအမူအရာများကိုဆောင်လျက်ရှိနေကြောင်းတွေ့မြင်လိုက်ရတယ်ကျွန်တော်ရဲ့အံ့ဩခြင်းနဲ့ဝမ်းသာခြင်းတို့ကစာဖွဲမပြနိုင်အောင်ပင်ရှိနေပြီးတော့ထိုအခါခင်မမကထိုင်ရမှပြင်းပြင်းစွာထားလိုက်ပြီးခင်မမရဲ့မျက်နှာမှာကျွန်တော်ရဲ့မျက်နှာနဲ့အလွန်နီးကပ်သောနေရာစီသို့ရောက်လာလေရဲ့ပူနွေးသောအသက်ရှူငွေကလေးများကကျွန်တော်မျက်နှာကိုလာရေးထိရနေကြောင်းသတိထားမိရဲ့ကျမမဖုံးကွက်တတ်ဘူးကိုရနိုင်ဆိုရဲ့ခင်မမရဲ့အတန်ကကျွန်တော်တူကြားရုံမျှသာထွက်ပေါ်လာပြီလေကျမကိုကျမအမူအရာကောင်းလာပြီလို့ထင်ခဲ့တယ်ဒါပေမဲ့ဒီကိစ္စမှာကျမထင်နေတယ်လို့မဟုတ်မှန်းကျမနားလေလာခဲ့ကျွန်တော်ရင်ထဲမှာပြောင်းဆန်ကလှုပ်ရှားနေသောအတန်များကိုကျွန်တော်အတိုင်းသားကြားနေရပြီထင်တယ်ခင်မမကခေါင်းကိုတစ်ချက်ငုံလိုက်ပြီးနောက်ကျမတို့ကိစ္စကိုဒီလိုလုပ်ပါလိုက်ကိုရနိုင်ဆိုအလင်းစလိုဆုံးဖြတ်တာတဲ့စင်စင်ဆာဆာဆုံးဖြတ်တာကအမှားမရှိရလဲတတ်တတ်တာမှားနိုင်တယ်ဒါကြောင့်ကျမတို့အချိန်ယူကြအောင်လားခင်မမကျုပ်ဟာခင်မမရဲ့တရားဝင်ရှိမှရောက်နေတဲ့တရားခံတယောက်ပါခင်မမရဲ့ခင်မမရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်တသွေးမသိမ်းလိုက်နာဖို့အစဉ်သင့်ပါပဲခင်မမ
ဆုံးဖြတ်ပါဒီနေ့ဟာဘာနေလဲကိုရနိုင်ဆို1945ခုဒီဇင်ဘာလ9ရက်နေ့ပါ1946ခုဒီဇင်ဘာလ9ရက်နေ့ဒီအချိန်မှာကျမကိုရနိုင်ဆိုကိုရန်ကုန်မှာလာတွေ့မယ်ကျမကိုရနိုင်ဆိုစောင့်နေမလားတစ်နှစ်တောင်မှပဲလားခင်မမရေဟုတ်ကဲ့တစ်နှစ်တိတိစောင့်ပါစောင့်မယ်မဟုတ်လားခင်မမကိုယ်တိုင်ရန်ကုန်ကိုအရောက်လာမယ်ဟုတ်လားခင်မမကစကားနဲ့မဖြေပဲခေါင်းကလေးကိုသာညှိပြနေရဲ့ထိုအချိန်မှာကျွန်တော်ပြုမှုသောအချင်းရာကကျွန်တော်ကိုစိတ်ဆိုးရမလားအပြစ်တင်ရမလားဒါမှမဟုတ်ချီးကျူးရမလားဝေခွဲရင်မရပေဖြစ်နေရဲ့ခင်မမရဲ့ပူနေသောကိုယ်ကလေးကိုကျွန်တော်ရဲ့ရင်ခွင်ထဲသို့တမုံချင်းရောက်လာလေရဲ့ကျွန်တော်ရဲ့လက်နှစ်ဖက်ကလည်းခင်မမရဲ့တကူကိုတိမ်ပွေးမိတာဖြစ်သွားတယ်ကျွန်တော်ရဲ့နှက်ခမ်းများမှာလည်းရပောင်းများစွာကတောင်းတလာခဲ့သောခင်မမရဲ့နီရဲထွေးဤနူးညံ့နေရဲ့နှင်းစီနှလွာနှက်ခမ်းပြားလေးကိုတိဆက်မိလျက်သားဖြစ်သွားပြီတော့တယ်ချီဝင်းရဲ့အနှမ်းများဘလောက်ကြာသွားလိလဲမသိရရုတ်တရက်ကျွန်တော်နှစ်ဦးသားမှာထိတ်လန့်စွာဖြင့်တအူးကိုတူခွာလိုက်မိတာဖြစ်သွားပြီရဲ့အเจ้าမှာလေးလန့်သောအရာဝတ္ထုတစ်ခုကကျွန်တော်နှစ်ဦးသားရဲ့ခေါင်းပေါ်စီမှကြော်ကာပြင်းထန်သောအဟုန်ဖြင့်ကျလာပြီးနောက်ကျွန်တော်တို့ရဲ့ခြေရင်းတွင်ဘုံကနေမြီကတစ်ချက်နှစ်ချက်များလူးလွင်ငြိမ်သက်သွားသည်ကိုတွေးရှိလိုက်ရပြီရဲ့ကျွန်တော်နဲ့ခင်မမတို့နှစ်ဦးလည်းတခဏမျှမိတက်နေပြီးနောက်ပထမဦးဆုံးတတိယလာသူမှာကျန်နီရှင်သခင်မကောခင်မမပဲဖြစ်တယ်ခင်မမကကျွန်တော်နှစ်ဦးချီတွင်မလုံမရှားငြိမ်သက်၍နေသောပြေး၍မားထူလိုက်ရာခင်မမမှာဟာမေဒီစကားထွက်သွားရတော့တယ်အလိုဖေဘယ်လိုများဖြစ်ရတာပါလိညီတော်စကားဆိုရင်သူမရဲ့ခေါင်းကိုလည်းအတွင်တွင်ရမ်းနေပြန်တယ်တရံကအခြားမဟုတ်ကိုဝင်းတန်းရဲ့လူကိုယ်လုံးကြီးပင်ဖြစ်ပြီးဥကောင်းမှာသွေးများအဖြိုင်ဖြိုင်ကျဆင်းလျက်တတိလစ်မင်းပြော၍ရှိနေပြီးတော့တယ်ကိုဝင်းတန်းတတိပြန်လေလာတဲ့အချိန်ကနောက်တစ်နေ့နေ့လည်ခင်းပြီဖြစ်နေပြီကိုဝင်းတန်းကမျက်လုံးများဖွင့်ပြီးနောက်အတန်ကြာ၍သုတ်တက်နေပြီးတော့တယ်ထို့နောက်သူ့ရဲ့မျက်နှာပေါ်တွင်နီးကပ်စွာစီးရကြည့်နေသောကျွန်တော်နဲ့ဂျန်နီရှင်သခင်မတို့မျက်နှာကိုမြင်လိုက်ရတော့မျက်လုံးများကိုလှိမ့်မြန်စွာပြန်ပိတ်လိုက်တယ်ကျွန်တော်ကလည်းအလိုက်သေးစွာပင်သူတို့မောင်နှမနှစ်ယောက်ကိုထားအိတ်ခဲ့ပြီးနောက်အခန်းပြင်သို့ထွက်ခွာလာခဲ့တယ်ကိုဝင်းသားရဲ့ခေါင်းမှာနှစ်လမ်းမခန့်ကွဲသွား၍ကျွန်တော်ကချုပ်ပေးထားရတယ်ကျွန်တော်တက်ရထိုင်ခဲ့သောဂျကဘာထိတ်မှမြေပြင်သည်လူ2ရက်တာခန့်အမြင့်ရှိရဲ့ကိုဝင်းသားကထိုဂျကဘာမှထိတ်မှနေ၍ကျွန်တော်နဲ့ဂျန်နီရှင်သခင်မတို့စကားပြောနေကြသည်ကိုချောင်းနားထောင်ရင်အားလုံးကြလာခြင်းဖြစ်ပြီးတော့တယ်ကိုဝင်းသားတယောက်ထိုဂျကဘာထိတ်သို့ဘလူပပုံတက်ရောက်ပြီးအရှိန်လုံကကြလာခဲ့ရသည်မူကျွန်တော်စဉ်းစားရမရသေချာဒီမှာကျွန်တော်တို့ပြောသမျှစကားနှင့်ထုံညကကျွန်တော်တို့နှစ်ဦးပြုလုပ်ခဲ့သမျှကိုလည်းကိုဝင်းသန်းဆိုသူသည်တခုမှကြံအားလုံးသိမြင်သွားပြီးတော့ရဲ့ထိုအခါကျွန်တော်ကကိုဝင်းသန်းကိုဘလို့မျက်နှာဆိုင်ရမှလဲမသိတော့ပေကိုဝင်းသန်းရဲ့ရရှိလိုက်သောဒဏ်ရာကအမှန်ပင်စိုးရိမ်ပူပန်စရာမရှိချေအုံနောက်နဲ့ဝေးသဖြင့်အုံနောက်ကိုထိခိုက်စရာလည်းမရှိသို့တော့ကိုဝင်းသန်းကဒဏ်ရာပြောက်ကင်းသည့်အထိအိပ်ရာရဲတင်9ရက်ခန့်လောက်လဲလျောင်းနေဝရဖို့လိုတော့တယ်ကျွန်တော်ကထိုအကြောင်းများကိုဂျန်နီရှင်သခင်မအားပြောပြပြီးဖြစ်ရာခင်မမကထိုတဲ့ရင်းစကားကြောင့်သူ့မောင်မဝင်ခွဲဖြစ်သူအတွက်အတံပင်စိတ်အေးသွားပုံရတယ်ကျွန်တော်ကသူတို့မောင်နှမ2ယောက်ကိုအခန်းထဲနေထားခဲ့ပြီးနောက်အင်ရှိဝရန်တာသို့ထွက်လာခဲ့ကျွန်တော်ရဲ့ရှေးရေးကိုပလက်ကလထိုင်တစ်လုံးထပ်၌ထိုင်းစဉ်းစားတွေ့တော့နေမိရဲ့ကျွန်တော်အဖို့ထိုကျုံးပေါ်တွင်ဆက်လက်နေထိုင်ရန်ဘာအကြောင်းများရှိပါသေးလဲကိုဝင်းတန်းရဲ့ဒဏ်ရာစိတ်ချရသည့်နေ့တွင်မူကျွန်တော်အဖို့ဒီကျုံးပေါ်ကနေဆက်လက်နေထိုင်ဖို့ရန်အကြောင်းမရှိတော့သည်ဟုကျွန်တော်သိလိုက်ရတယ်ထိုသောအခါကျွန်တော်ကဂျန်နီရှင်သခင်မအကြောင်းကိုဆက်လက်စဉ်းစားမိပြန်တယ်
သူမကကျွန်တော်ကတစ်နှစ်တိတိမျှအချိန်ဆောင်တိုင်းရန်ဂရီစကားပေးခဲ့ပြီးဖြစ်တယ်ခင်မကမြည်သည့်အနောက်ရက်မျိုးပင်ကြားကာလ၌ပေါ်ပေါက်လာစေကမူပေးထားပြီးဖြစ်သောဂရီကိုဘယ်သောအခါတွင်မှဖျက်သိမ်းပြစ်မီမိမစားမျိုးမဟုတ်ကြောင်းကျွန်တော်သိရဲ့ကျွန်တော်မှာခင်မနဲ့မကြမီရအတွင်းခွဲခွာရဖို့သာရှိတော့တယ်ဤသို့ခွဲခွာနေရမယ့်အတော်အတွင်းကျွန်တော်ခင်မတယောက်ဘေးပရာကင်းဝဲပါစေလို့မင်းပြင်းမင်းထံမှကင်းဝဲလွတ်မြောက်ပါစေဟုသောဆုတောင်းစကားများကိုသာပို့သရတော်မူဖြစ်တယ်ကျွန်တော်ရဲ့ဆုတောင်းကနှကောင်းနှမျက်များနဲ့ဖရာတကြားမသဖြင့်ပြေဝပါသည်ကိုဝင်းတန်းသတိပြန်လာရတဲ့အချိန်ကနောက်တစ်နေ့နေ့လည်ခင်းပြီဖြစ်နေပြီကိုဝင်းတန်းကမျက်လုံးများကိုဖွင့်ရင်တော့အတန်ကြာဆုပ်သက်၍နေတော့တယ်ထို့နောက်သူ့ရဲ့မျက်နှာပေါ်တွင်နီးကပ်စွာစီးရီကြည့်နေကြသောကျွန်တော်နဲ့ဂျန်နီရှင်တကယ်မတို့ရဲ့မျက်နှာတွေကိုမြင်လိုက်ရတဲ့အခါမှာတော့မျက်လုံးများကိုလှည့်မြန်သာပြန်ပိတ်လိုက်တော့တယ်ကျွန်တော်ကလည်းအလိုက်သီးစွာနဲ့ပင်သူတို့မောင်နှမနှစ်ယောက်တည်းကိုထားရိုက်ခဲ့ပြီးနောက်အခန်းအပြင်သို့ထွက်လာခဲ့ပြီကိုဝင်းတန်းမှာခေါင်းကနှစ်လက်မခန့်ကွဲသွား၍ကျွန်တော်ကချုပ်ပေးထားရတယ်ကျွန်တော်တက်ထိုင်ခဲ့သောဂျောက်ကဘာထိတ်နဲ့မြေပြင်ကလူ2ရက်တာခန့်များအမြင့်ရှိရဲ့ဂျန်နီရှင်တခင်မနဲ့စကားပြောနေကြတာကိုချောင်းနားထောင်ရင်အားလုံးကြီးကြလာခြင်းပင်ဖြစ်ပြီးတော့တယ်ကိုဝင်းတန်းတယောက်ထိုဂျောက်ကဘာထိတ်သို့ဘလို့ပပုံနီးနဲ့တက်ရောက်သွားတာလေတော့ကျွန်တော်မသိအရှိန်လုံးကကြလာခဲ့ရတွေကိုလည်းကျွန်တော်စဉ်းစားရမလို့တော့ချီတေချာဒီမှာကျွန်တော်တို့ပြောသမျှစကားနဲ့ထိုညကကျွန်တော်တို့နှစ်ဦးပြုလုပ်ခဲ့သမျှကိုဝင်းတန်းဆိုသူဒီတခုမကြံအားလုံးသိမြင်သွားပြီဖြစ်တယ်ထိုအခါကျွန်တော်ကကိုဝင်းတန်းရဲ့မျက်နှာကိုအဘယ်မှမလင်းကြည့်ဝင်စရာရှိပြီတော့မလဲကိုဝင်းတန်းကရရှိလိုက်သောတရားကအမှန်ပင်စိုးရင်စရာမရှိချေအုံနောက်နဲ့ဝေးသဖြင့်အုံနောက်ကိုထိခိုက်ရန်လည်းမရှိတော့ချေသို့တော့ကိုဝင်းတန်းကဒဏ်ရာပြောင်းကင်းသည့်အထိအိပ်ရတဲ့တွင်9ရက်ခန့်လဲလျောင်းရန်နေဖို့လိုရတယ်ကျွန်တော်ကထိုအကြောင်းများကိုဂျန်နီရှင်တခင်မအားပြောပြပြီးဖြစ်ရာခင်မကထိုသတင်းစကားကြောင့်သူ့မောင်ဝင်ခွဲဖြစ်သူအတွက်အတံပင်စိတ်အေးရသွားပုံရပြီရဲ့ကျွန်တော်ကသူတို့မောင်နှမ2ယောက်ကိုအခန်းထဲတွင်ထားခဲ့ပြီးနောက်အင်ရှိဝရန်သာသို့ထွက်ခဲ့ကကျွန်တော်ရဲ့ရှီကိုပက်လက်ကလေးထိုင်တစ်လုံးထပ်၌ထိုင်၍စဉ်းစားတွေးတောနေမိတော့တယ်ကျွန်တော်ဖို့ဒီကျွန်းပေါ်မှာဆက်လက်နေထိုင်ရန်ဘလို့အကြောင်းမျိုးမှရှိသေးပါသလဲကိုဝင်းသားရဲ့တန်ရာစိတ်ချရသည့်နေ့တွင်ကျွန်တော်ဖို့ထိုကျွန်းပေါ်တွင်ဆက်လက်နေထိုင်ဖို့ရန်အကြောင်းမရှိတော့ပြီဟုသောအဖြေကိုပေါ်ကျွန်တော်ကဂျန်နီရှင်သခင်မရဲ့အကြောင်းကိုဆက်လက်ရစဉ်းစားမိပြန်တယ်။သူမကကျွန်တော်ကိုတနှစ်တိတိမျှစောင်းသွားရန်ဂရီတကားပေးခဲ့ပြီးဖြစ်တယ်။ခင်မကဘလို့နှောက်ရက်မျိုးပြီးဂျားကလာနိုင်ပေါ်ပေါက်စေကမူပေးထားပြီးဖြစ်တဲ့ဂရီကိုဘယ်တော့ခါတွင်မှဖြတ်သိမ်းပြမိမိမစားမျိုးမဟုတ်ချေ။သို့တော့ကျွန်တော်မှာခင်မနဲ့မကြမီရအတွင်းခွဲခါရဖို့သာရှိပြီရော။ဤသို့ခွဲခွာနေရမည်အတော်အတွင်းကျွန်တော်ကခင်မတယောက်ဘေးဘီယာကင်းဝေးစပါစီမင်းဖြစ်မင်းတံမှာကင်းကွာလွတ်မြောက်ပါစေဟုသောစူတောင်းမြတ်တာပို့သားရတော့မည်ဖြစ်ပြီရဲ့ကျွန်တော်ရဲ့စူတောင်းကနှကောင်းနှမျက်များနဲ့ဖရာတကြားမှသဖြင့်ပြေဝပါစေတည်းနောက်တစ်နေ့တွင်လည်းကျွန်တော်ကငေးကင်လျက်သာရှိနေပြီတော့တယ်ဘလောက်ကြာမြင့်သွားငေးကင်နေခဲ့မိကိုမသိကျွန်တော်ရဲ့ပခုံးထက်သို့နူးညံ့သောလက်တစ်ဖက်ရောက်ရှိလာသည်နှင့်လှည့်ကြည့်မိလိုက်တယ်ကျွန်တော်ရဲ့နောက်တွင်ငိမ့်သက်စွာရဲရည်နေသောခင်မကိုတွေးရှိလိုက်ရတာကြောင့်ကလယ်ထိုင်ပေါ်မှလှည့်မြန်စွာထားလိုက်မိရဲ့ခင်မရဲ့မျက်နှာမှာတစုံတစ်ခုသောစိတ်မချမ်းမသာစရာအကြောင်းကိုတွေးကြုံလာရဟန်ဖြင့်ညှိုးငယ်ဖြောလောနေတော့တယ်ဒါကြောင့်ကျွန်တော်မှာအတိုင်းမသိစိတ်ကိုထိခိုက်ခြင်းဖြစ်သွားရကြတော့တယ်ခင်မကပက်လက်ကလထိုင်တစ်လုံးကိုကျွန်တော်ကလထိုင်အနီးသို့ဆွဲယူထိုင်လိုက်တယ်ကျွန်တော်အားလည်းပြန်ထိုင်ခိုင်းလိုက်တာအတန်ကြာဟန်ဖြင့်စဉ်းစားရနေပြီးနောက်ကိုဝင်းတန်းတန်ရာကဘလောက်ကြာမှလုံလုံပြောက်နိုင်မလဲကိုရနိုင်ဆိုအလွန်ဆုံးကြာလိုက်ရင်တစ်လလောက်ပါပဲခင်မစိုးရင်စရာမရှိဘူးလို့ကြိုပြောထားတာပဲဘာဖြစ်လို့လဲအရေးကြီးတဲ့ကိစ္စတခုမမျှော်လင့်ပဲပေါ်လာတယ်သူမသက်တာသည်ကျမကိုယ်တိုင်လုပ်ရမယ့်ကိစ္စတခုပဲဒါကြောင့်ကိုဝင်းတန်းရဲ့အနီးကပ်ဆောင်ရှောက်မဲ့နေရာကခွဲခွာသွားရဖို့ဖြစ်လာတဲ့ကိုရနိုင်ဆိုဘလောက်ကြာမှလဲခင်မ
အဲ့ဒါပြောလို့မရဘူးကိုရနိုင်ဆိုအစင်သိရင်တော့တပတ်တောင်မကြပါဘူးကျမမသွားလို့မဖြစ်ဘူးကိစ္စကသိအရေးကြီးနေခင်မကိုယ်တိုင်သွားမှာပဲဖြစ်တော့မှာလားလူစားလွှဲလို့ကောမဖြစ်နိုင်တော့ဘူးလားထိုအခါကျင်းနီရှင်တခင်မကသူမရဲ့ခေါင်းကိုညင်းသာသာခါရမ်းပြီးနောက်ဟင်းကနေတပြင်းကြီးချလိုက်ကအမှန်တကယ်ဒီလိုကိစ္စမျိုးဟာကိုဝင်းတန်းသာနေကောင်းရင်ကိုဝင်းတန်းနဲ့ပဲပြီးနိုင်တဲ့ကိစ္စပေါ့ဒါပေမဲ့သူ့မှာအခုလိုခေါင်းတန်ရဖြစ်နေပြန်တော့လောလောဆယ်ပေါ်လာတဲ့ကိစ္စအမြန်ပြီးပြတ်သွားရအောင်ကျမကိုယ်တိုင်သွားမှာပဲပြီးတော့မယ်ကိုရနိုင်ဆိုရင်ဒါကြောင့်ကျမကိုစားအနေနဲ့လူမမာကိုဂယုဆိုင်ပြီးကျွန်းပေါ်မှာနေပေးပါလို့မှာခဲ့ချင်ပါရဲ့ရှင်ထို့နောက်ကျင်းနီရှင်တခင်မကလူမမာဖြစ်နေကြသောကိုဝင်းတန်းအခန်းရှိရာတီသို့တစ်ချက်လှည့်ကြည့်လိုက်ကသူကောင်းတန်ရာကတော့စိုးရိမ်စရာသိမရှိလာပါဘူးနော်ကျွန်တော်အားထပ်မံမေးမြန်းလိုက်ပြန်နေသို့တော့ကျွန်တော်စိတ်မှာခင်မရဲ့လောလောဆယ်ပေါ်ပေါက်လာခဲ့သောကိစ္စကြီးကိုသာစိတ်ဝင်စားတွေးတောနေတာကြောင့်သူမရဲ့အမိကိုရုတ်တရက်ပြန်မဖြစ်ဖြစ်ချေစဉ်းစားနေတဲ့အကြောင်းရင်းမှာလည်းတခြားမဟုတ်ကျွန်တော်ဘက်မှဘလို့နီးလက်မျိုးဖြင့်အကူအညီပေးရမလဲဟူ၍ပင်ဖြစ်တယ်စိတ်လွေးနောက်ဆန်တင်းနေရှာသောဂျန်နီရှင်သခင်မမှလည်းတာဝန်ပေါ့ရသွားပြီလိမ့်မယ်ဒါကြောင့်ခင်မအတွက်ဘလို့ကိစ္စမျိုးရုတ်တရက်ပေါ်ပေါက်လာပါသလဲဘလို့ကိစ္စလဲဆိုတာကတော့မေးသိမမေးသိချိန်စာတွေးတောနေတဲ့အချိန်မှာခင်မကိုယ်တိုင်ရှင်းလင်းပြပြလေရဲ့ကျမတို့စကားမှာဒီလိုဖြစ်နေတဲ့ကိုရနိုင်ဆိုရင်မြိတ်မြို့မှာကျမတို့အလုပ်အတွက်ကျမလိုအပ်တဲ့အကူအညီကိုအချိန်မရွေးပေးနိုင်ဖို့လူတစ်ယောက်ကိုထားရရှင်လူယုံတရှူလို့ပဲဆိုပါတော့ဒီပုဂ္ဂိုလ်ဟာအစိုးရပိုင်းမြိတ်မြို့ပေါ်မှာဆိုရင်အကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်ဆိုပါတော့သူ့ကိုကျမအဆဆရရထောက်ပံ့မှုပေးထားခဲ့တယ်လိုလေစိမ့်မရှိအောင်ထောက်ပံ့ပေးထားခဲ့ရပါကျမတို့လုပ်ငန်းမှာသူမသိတာမရှိသလောက်ဖြစ်ခဲ့တယ်ဒီကျွန်းပေါ်ကိုဒေါက်တာရန်နိုင်စိုးစိတ်ကူးသားဖို့ခေါ်ထားတယ်ဆိုတာမျိုးကိုလည်းဒီပုဂ္ဂိုလ်ကြီးကသိနေပါတယ်အခုအဲ့ဒီပုဂ္ဂိုလ်ကြီးကကျမနဲ့အဖက်ဘော်ကိုတစ်တာဖောက်ဖို့စီစဉ်နေပြီဆိုတာကိုမမျှော်လင့်မဲ့ရုတ်တရက်ကြားသိလိုက်ရတယ်။ညတုန်းကကျမရဲ့လက်ထောက်ကိုဝင်းတန်းဟာဒီသတင်းကိုကျင်းလန်းဝင်လာတဲ့အတွက်အမြန်သတင်းပို့နိုင်အောင်ကျမတို့ရှိရာကိုပြန်ရောက်လာခဲ့တာ။တိကျသေးကြတဲ့သစ္စာတော်ကန်တပည့်တယောက်ကလည်းကျမတို့ကျွန်းပေါ်အထိသတင်းပို့ရအောင်ရှောက်လာပြန်တယ်။ဒီပုဂ္ဂိုလ်ကြီးအန်ဒီရဲ့ကိုရင်ဆိုင်ဖြင်းရှင်းဖို့တွားရမယ့်ကိစ္စဆိုတာဒီကိစ္စပါပဲကိုရနိုင်ဆိုကျန်နီရှင်တခင်မကသူမရဲ့တစုံတရာလေးနက်စွာဆုံးဖြတ်ရတော့မယ့်ကိစ္စအခါမျိုးတွင်ပြုတ်မွေတဲ့သောထုံးစံအတိုင်းခေါင်းကိုကလေးထိုင်နောက်မိတို့တင်းလိုက်ကမျက်လုံးများကိုစုံမင်းငြိမ်သက်စွာနေလေရဲ့အဲ့ဒီမြိတ်မျိုးကပုပ်ပူကြီးစီကိုတွားရမယ်ဆိုပါတော့ဟုတ်ကဲ့တာဝန်ရတွားရပါမယ်ကဲမြိတ်မျိုးကိုရောက်ပြီဆိုပါတော့ဒီပုပ်ပူကိုတွေ့တော့ရောဘာဆက်လုပ်မှာလဲသစ္စာဖောက်တဲ့လူကိုမှတ်လောက်အောင်ဆုံးမပညာပေးရမယ်ဆိုပါတော့ရှင်ခင်မတယောက်တည်းသွားမှာလားခရီးထွက်စာမှတော့အဖို့ပါမှာပေါ့ဟိုမြင်းမြပေါ်မှာတော့ပုပ်ပူကြီးရှိရာကိုရောက်ရင်တော့ကျမတကူတော့ပဲစွန်စားလှုပ်ရှားရမှာလေဒီလိုဆိုရင်ကျုပ်တခုပြောပြသည်ခင်မခင်မရဲ့အလုံးမှာဝင်ပြီးနှောက်ယှက်တာတော့မဟုတ်ပါဘူးဒီကိစ္စအတွက်ကျုပ်ကိုတာဝန်လှည့်ပြောင်းပေးဖို့မဖြစ်ဘူးလားဒီလူကိုခင်မရှိတဲ့ကျွန်းပေါ်အထိခေါ်လာခဲ့မယ်ဆိုရင်လည်းခေါ်လာခဲ့မယ်ကျုပ်ရဲ့လက်ယုံကြီးလည်းစွမ်းပါတယ်ဘယ်နဲ့လဲခင်မကျွန်တော်ရဲ့စကားကြောင့်ကျင်းနီရှင်သခင်မကသူမရဲ့မျက်လုံးများကိုဖြတ်ခနဲ့ဖွင့်ကြည့်လိုက်ပြီးကျွန်တော်ကအယောင်လက်သောမျက်လုံးများဖြင့်ကြည့်၍နေပြီးတော့ရေထိုမျက်လုံးများမှာအံ့ဩခြင်းမယုံကြည်နိုင်ခြင်းနဲ့ဝမ်းမြောက်ခြင်းစသောလက္ခဏာများကိုရှက်တန်းလျက်ရှိနေပြီးတော့ရေကျုပ်ပြောတာဖြစ်နိုင်တယ်မဟုတ်လားခင်မပြောစမ်းပါကျင်းနီရှင်သခင်မကရုတ်တရက်စကားမထွက်ပဲ
ကျွန်တော်ကအတန်ကြာဆိုင်ရကြည့်နေပြီးနောက်မှပြုံးရလိုက်ကကျေးဇူးတင်ပါတယ်ကိုရနိုင်ဆိုရဲ့ဒါပေမဲ့ကျမသွားမှဖြစ်မဲ့ကိစ္စမို့လို့ပါကျမပဲသွားပြရစီကျမတပတ်ကမနက်ကိုဒီကျွန်းကနေလိုက်သွားရမယ်ဒါကြောင့်ကျမရဲ့လက်ထောက်ကိုဝင်းတန်းရဲ့ဒဏ်ရာကိုသာဒေါက်တာရနိုင်စိုးအနေနဲ့စောင့်ရှောက်နေပါလို့မှာကျင်ပါတယ်ဘာပြောတယ်ခင်မမတပတ်ကမနက်ကျမသွားရမှာပေါ့ဟုတ်လားကျွန်တော်ကစိတ်အားတက်ကြွစွာမိလိုက်တဲ့အခါကျန်နီရှင်တခင်မကျွန်တော်ကနားမလည်နိုင်တဲ့ကဲ့သို့စိုက်ကြည့်နေပြန်တယ်ဟုတ်တယ်တပတ်ခါမနက်ကိုကျမသွားမှဖြစ်မယ်လောလောဆယ်မှာကျမရဲ့ကျန်နီတင်မော်လေးခရီးလွန်နေလို့ခင်မမကသူတို့ရဲ့ကျန်နီကိုအမိပေးထားတဲ့လှည့်ဝက်ပြင်စလက်တင်မော်လေးကိုဆိုလိုခြင်းဖြစ်ပေတယ်ဒီလိုဆိုရင်အဲ့ဒီနေမှာကြုတ်လဲခင်မမနဲ့အတူလိုက်မယ်ဒါကူတော့ကျွန်တော်ကိုမတားပါနဲ့တော့ခင်မမကြီးအဲ့ဒီနေမှာကိုဝင်းတန်းရဲ့ဒဏ်ရာဟာတဝက်လောက်ပျောက်နေပြီနေ့စဉ်မှန်မှန်ပတ်တီးဖြည့်ပြီးဆေးထည့်ပေးဖို့ပဲလိုတော့တယ်ဒီကိစ္စလောက်ကိုတင်ထုံးဆိုတဲ့ဆေးကူရဲဘော်လေးကောင်းကောင်းကြီးလုံနိုင်ပါတယ်ကျုပ်ကတော့ခင်မမကိုစိတ်မချလို့ထက်ချက်လိုက်တော့မယ်ကျွန်တော်ကမမောမပန်းဇက်တိုက်ကြီးဆိုလို့ပြောချလိုက်တယ်ကျန်နီရှင်တခင်မကလည်းပထမတော့အကြောင်းမျိုးပြ၍ကျွန်တော်ကိုနေခဲ့ဖို့တောင်းပန်ပြောဆိုနေသေးတယ်နောက်ဆုံးတွင်ကျွန်တော်ရဲ့ထက်သန်နေသောဆန္ဒကိုမလွန်ဆန်နိုင်ရှာတော့ပဲခေါင်းလေးကိုညှိကသဘောတူရေးရှာပြီးတော့တယ်ထို့နောက်ကျွန်တော်တို့နှစ်ယောက်လူမမာကိုဝင်းတန်းခန်းသို့ပြန်လည်ဝင်ရောက်သွားကြပြန်တယ်ကျွန်တော်တို့နှစ်ယောက်ဂျိုင်တူဝင်ရောက်လာသဖြင့်ကိုဝင်းတန်းကမျက်နှာကိုယ်စီကိုအကဲခတ်တဲ့ကဲ့သို့ကြည့်နေပြီးတော့တယ်ထို့နောက်တွေမှာသူကကျွန်တော်အားပြုံးရှင်သွားနှုတ်ဆက်လေရဲ့ကျွန်တော်ကကိုဝင်းတန်းရဲ့ပြောင်းလဲသွားတဲ့စိတ်ကိုအံ့ဩ၍နေရပြီးတော့တယ်ခင်မမကကိုဝင်းတန်းစိတ်ကျင်တဲ့လောက်အောင်ဟိုနင်းညကအကြောင်းအရာများကိုရှင်းလင်းပြပြနှိမ့်သိစေလိုက်ပြီလားဒါမှမဟုတ်ကိုဝင်းတန်းကသူ့ရဲ့ဒဏ်ရာတို့ကိုကုသနေရသောဆရာဝန်တယောက်ဟူ၍သဘောထားကဝတ္တရားကြည်ရောက်ရုံမျှနှုတ်ဆက်နေခြင်းပဲလားကျွန်တော်ကခင်မမရဲ့မျက်နှာကိုဖြတ်ခနဲလှမ်းကြည့်မိလိုက်တယ်ခင်မမကကျွန်တော်အားခေါင်းချင်းလေးရဲ့တစ်ချက်မျှပြုံးပြလိုက်သည်ကိုတွေ့မြင်လိုက်ရပြီထို့နောက်ဂျန်နီရှင်တခင်မအားကိုဝင်းတန်းအားကျွန်တော်တို့နှစ်ယောက်အစီအစဉ်ကိုပြောပြလိုက်တယ်ကိုဝင်းတန်းကမျက်လုံးများကိုမှိတ်လျက်စူးစိုက်ကနားထောင်ပြီးနောက်ခင်မမရဲ့စကားဆုံး၍3မိနစ်ခန့်ကြာသည့်အထိမျက်လုံးများကိုပြန်ဖွင့်သေးပဲဇုံမွေးရစဉ်းစားနေရဲ့အတန်နှဲငယ်ကြာမှမျက်လုံးများကိုဖွင့်ကြည့်လိုက်ပြီတဲ့ဒေါက်တာကြီးကျုပ်ကတော့တော်တော်ကန်ဆိုးတဲ့လူပဲဗျအရေးတဲ့ကြာမှကျုပ်မှာအရေးပေါ်နေရဲ့ခင်မမနောက်ကိုခမည်းလိုက်သွားဖို့စီစဉ်ပြီးပြီနော်ကျေးဇူးတင်ပါတယ်ဗျာကျုပ်တို့အဖွဲ့ရဲ့ဂျန်နီရှင်တခင်မဟာဘယ်တော့မှတယောက်တည်းခရီးမထွက်ရဘူးဂျန်နီရှင်တခင်မဘယ်ကိုပဲတော်ကျုပ်အမြဲထက်ချက်မှာကွာပါတယ်အခုကိစ္စမှာကျုပ်မလိုက်နိုင်တော့ဘူးဒီတော့ကျုပ်အစားဂျန်နီရှင်တခင်မနဲ့အတူဒေါက်တာပဲလိုက်သွားပါတော့အဆဆရရကျုပ်စိတ်ချပါရသည်ဗျာကျွန်တော်အဖို့ဒီလိုဖြစ်လာလိမ့်မယ်လို့ဘယ်တော့မှစိတ်မကူးမိခဲ့ဘူးကျွန်တော်တာမကဂျန်နီရှင်တခင်မတီလည်းမတွေးတော့ပဲမနေတော့ချေကျွန်တော်တို့နှစ်ဦးသာမကကိုဝင်းတန်းနီလည်းစဉ်းစားတွေးတော့နေလိမ့်မည်ကိုကျွန်တော်စဉ်းစားမိတယ်ကျွန်တော်ကဂျန်နီရှင်တခင်မရဲ့ဇသိန်းကန်းကိုအပိတလက်ရရှိသောအချိန်ခါမှာမိုးရင်းရာသီကာလပဲဖြစ်တယ်ဒါကြောင့်အပြင်ဘက်တွင်မုတ်တုံလီတို့ကအော်မီလျက်စားတော့မလို့ဝါတော့မလို့တိုက်ခတ်လျက်ရှိနေပြီမိုးတို့မှာမကြာခဏကိုရွာချလျက်မိုးရေပေါင်များလဲမိုးဒေသပြီးတိုင်းဒဇက်မိန်မှတပေါက်ပြီးတပေါက်ကြားရောက်စေပင်ရှိနေပြီးတော့ကျွန်တော်မှလည်းဒီအထုပ်ဝတ္တိဇာတ်ကြောင်းများကိုရေးသားနေနဲ့မျက်စိများပြားဝေးလာရုံသာမကတဖြည်းဖြည်းမှုံဝင်လာနေကိုတတိပြုမိတယ်အမှန်တော့အတိတ်ကဖြစ်ရတဲ့ကိုပြန်လည်မြင်အောင်နေမိခြင်းပင်ဖြစ်ပေရဲ့ထိုစဉ်ကကျွန်တော်နဲ့ဂျန်နီရှင်သခင်မတို့မိတ်စီတို့မထွက်ခါမီတနေ့တိုင်းမမျှော်လင့်သောအချင်းရာတစ်ခုကရုတ်တရက်ဖြစ်ပေါ်လာခဲ့ပြီနေ့လေထမင်းစားပြီးသားအချိန်တွင်ခင်မမနဲ့ကျုပ်နဲ့ကိုဝင်းသားတို့ကမြိတ်မျိုးစီတို့တွားရမယ့်အခါမြည်တို့မြည်ပုံဆောင်ရမယ့်အစီအစဉ်ကိုအသေးစိတ်ဆွေးနွေးတိုင်ပင်လျက်ရှိနေကြတယ်ထိုအခါကျုံးပေါ်ရှိတသားတအူးကကျွန်တော်ခင်မမနဲ့ကိုဝင်းတန်းတို့ရှိရာ
တဲလီကိုခွင့်မှန်ဝင်ရောက်လာပြီးနောက်ကျန်နီရှင်သခင်မအားတစုံတရာတီးတိုးပြောစီခြင်းပြုပြီးတယ်ခင်မမကတက်သားရဲ့စကားကိုနားထောင်နေရင်ဖြူဝင်းသောမျက်နှာလေးမှာမိခင်လိုက်သည့်အလားနီမြန်းလျက်ဒေါသအမျက်ချောင်းချောင်းထွက်လာသောအမူအရာကိုတွေ့မြင်လိုက်ရပြီရဲ့ဟင်းသစ္စာဘကိုယ်တိုင်လိုက်လာတဲ့လားခင်မမကတောက်ခနဲ့တစ်ချက်ခောက်လိုက်ပြီးနောက်အထက်ပါတိုင်းရွေးချင်းပြုတ်လိုက်တယ်နောက်တည်င်းလာဖို့တော့တက်သားခင်မမကတစုံတရာမှားကြပြီးပြန်လွှတ်လိုက်လေရဲ့ပြီးလျင်ကျွန်တော်တို့နှစ်ယောက်ဘက်သို့လှည့်လာပြီးသစ္စာဖောက်ကြီးကတော့ဒီကျုံးပေါ်ထိလိုက်လာပြီးတဲ့သူ့အကြံကိုကျမတို့မသိရင်ခတ်သားပေါ့။ကိုင်းဒီကိစ္စလောက်ကြီးတဲ့ဒီသစ္စာဖောက်လောက်ကောင်ကြီးကိုကျမတို့ဘာဆက်လုပ်ကြမလဲ။ဒီလူကြီးကျုံးပေါ်ကိုနောက်မိနစ်20လောက်ကြာရင်ရောက်လာတော့မယ်။ဂျန်နီရှင်သခင်မရဲ့အတန်မှာတုံရင်ချင်းမရှိ။အိမ်ကြီးရ၍ဖြင်းလေးစွာဖြင့်ထပ်ပေါ်နေသည်ကိုတွေ့ရတယ်။သစ္စာဖောက်ကြီးဟုဆိုလိုက်သူကတခြားသူမဟုတ်ခင်မမနဲ့ကျွန်ုပ်တို့နောက်တစ်နေ့တွင်တွားရောက်တွေးဆုံရမယ်သစ္စာဖောက်ဦးဝင်းကြီးပင်ဖြစ်ပြီရဲ့ဦးဝင်းကြီးကမြင်းမျိုးရှိအဖွဲတဦးကိုအဖော်ပြ၍ဗဟိုဌာနချုပ်လက်ဝက်စံကန်းတီတို့မကြာမီရောက်ရှိလာကြောင်းဦးဝင်းကြီးမှာသူ့ရဲ့အလွန်ရေးကြီးရဲ့ကိစ္စတစ်ခုအတွက်ကျန်နီရှင်သခင်မထံကိုယ်တိုင်လာရောက်ခြင်းဖြစ်ရသည်ဟုကြောင်းအမှန်မှာဦးဝင်းကြီးကမိမိတို့ဟာသစ္စာဖောက်ရန်အစိုးရအဖွဲ့နဲ့ကြိတ်၍စီစဉ်ပြီးသည်ဟုကျွန်တော်တို့သတင်းရပြီးဖြစ်တယ်။ဦးဝင်းကြီးနဲ့တွေ့လျင်ဘယ်လိုပြုလုပ်ကြမယ်ကိုစဉ်းစားရမည်ဖြစ်ကြောင်းနဲ့ခင်မမကပြောပြလေရဲ့။ထိုအချိန်ထိကိုဝင်းတန်းကစကားတစ်လုံးမှဝင်မပြောဘဲအိယာထ၌လဲလျောင်းနေရင်မျက်လုံးကိုသာမှိတ်လျက်ငြိမ်သက်စွာနားထောင်လျက်ရှိနေရဲ့။ကျန်ရှင်သခင်မကကျွန်တော်ကိုတစ်ချက်ကြည့်လျက်ကိုဝင်းတန်းကိုတလှည့်ကြည့်လိုက်အသီးသီးအကဲခက်ကြည့်ရှုနေရဲ့။ကျွန်တော်ကမောင်နှမနှစ်ယောက်တို့ရဲ့တည်ငြိမ်အေးဆေးသောအမှုရာများကိုကြည့်ကဘေးရန်တည်းရဲ့နီးကပ်နေသောအချိန်မှာသူရဲကောင်းတို့ရဲ့လက္ခဏာနဲ့ညီညွတ်ပါပေတယ်ဟုချီးကျူးမိလျက်သာဖြစ်သွားပြီတော့ရဲ့ထိုအခါကိုဝင်းသားကစကားကိုစတင်ပြောဆိုကတိတ်ဆိတ်မှုကိုဖြုတ်ခွင်းလိုက်တော့တယ်ဒီလူကြီးဘာကိစ္စနဲ့ကျုံးပေါ်အထိလိုက်လာရတာလေပရိရဲ့တခုခုနဲ့လာတာတော့အသေးကြပဲဘာပရိရဲ့ဖြစ်မလဲဆိုတာကိုကျုပ်တို့စဉ်းစားကြည့်ရအောင်ကျမတို့ကိုတဏှာရာလှည့်ခေါ်ပြီးစစ်တပ်ဘက်ဆိုင်ရာလက်ထက်ကိုအပ်ဖို့များလားဒီလိုဆိုရင်သူတို့အခုလာနေရနှစ်ယောက်တည်းဆိုတာကောယုံကြည်နိုင်ကြပဲလားနောက်ဆုံးစကားကကျွန်တော်ထံမှာထွက်သွားခြင်းဖြစ်ပြီလေထိုအခါကိုဝင်းတန်းကကျွန်တော်အားဖြတ်ကနေလှမ်းကြည့်လိုက်ပြီးနောက်ဒေါက်တာပြောတာဖြစ်နိုင်တယ်ဒါထက်ဒီလူဦးဝင်းကြီးဟာသူ့အကြံကိုကျွန်တော်တို့တည်သွားပြီဆိုတာမတည်သေးဘူးဒါဟာကျွန်တော်တို့ဘက်ကတာနေတဲ့အခွင့်အရေးတစ်ခုပဲဒီအဖြေဟုတ်တယ်မဟုတ်လားနောက်ဆုံးတွင်ကျွန်တော်တို့သုံးအရေးပေါ်လျှက်တစ်ပြက်ဆိုလိုအစည်းအဝေးထိုင်ရေးဆုံးဖြတ်ချက်ချလိုက်ကြတယ်ကျွန်တော်တို့ကသစ္စာဖောက်ဦးဝင်းကြီးရောက်ရှိလာလျင်တည့်ရချက်ဦးဝင်းကြီးပြောသမျှစကားကိုစောင့်ရနားထောင်ရင်နှစ်ရချက်ထို့နောက်ဦးဝင်းကြီးအားဆုံးမကြရဲ့သုံးချက်ဆက်လက်လှုပ်ဆောင်ရမယ်တာဝန်တို့ကိုဖြစ်ပေါ်လာမယ့်အခြေအနေကိုကြည့်၍စီစဉ်ဆောင်ရွက်ကြရန်တို့သဘောတူလိုက်ကြတယ်မကြာမီကျွန်တော်တို့စောင့်မျှော်နေသောပုဂ္ဂိုလ်ကျွန်တော်တို့ရှိမှောက်စီတို့ရောက်လာခဲ့ပြီလေလူများရဲ့ရုံးမှတတ်သောသဘောနဲ့ရိုးသားလာသောသဘောတို့ကိုမျက်နှာပေါ်၌မဖုံးမိနိုင်လောက်အောင်ပေါ်ပေါက်နေလေးရှိကြောင်းစကားမှာအမှန်ပင်ဖြစ်ပြီလေအเจ้าမှာဦးဝင်းကြီးဆိုသူမှာအရက်ကပိမ့်ပိမ့်ရှိရှိခါကန်ကန်မျက်နှာမှာဆုပ်ချုံချုံရှိပြီးနှာခေါင်းကတက်လက်ပိုင်လောက်အောင်ဖောင်းကားနေတဲ့နှာခေါင်းမျိုးရှိရဲ့ကျင်းမြောင်းသောမျက်လုံးများကလည်းတဏှာရဲနေအငြိမ်မနေချေအမြဲတမ်းစီပင်ပဝင်းကျင်ကိုလှုပ်ရှားကစားကတခိုးကဲ့သို့ကြည့်နေသောအင်္ဂါလက္ခဏာများရှိနေတယ်ထိုကဲ့သို့ရုပ်ရည်လက္ခဏာများဟာညံပြင်းလာတဲ့ဦးဝင်းကြီးအားစရည်မြင်လိုက်တဲ့အချိန်မှဆက်ဆုံးမိလျက်သာဖြစ်နေပြီးတော့တယ်ဦးဝင်းကြီးကလည်းကျွန်တော်အားလူစိမ့်တရားအဖြစ်တစုံတရာမပြောဆိုမီစိမ့်စိမ့်ဆဆကြည့်ရှုနေပေရခင်မမကဦးဝင်းကြီးရဲ့သဘောကိုနားလည်တဲ့ဟန်ဖြင့်ဒါကဒေါက်တာရန်နိုင်ဆိုတဲ့ဦးဝင်းကြီးကျမတို့ကျွန်းပေါ်ကပလိယောဂလူနာတွေကိုကုသပေးဖို့အတွက်ခေါ်လာတဲ့လူပါပဲဒီလိုဆိုရင်အဖွဲ့အစည်းရဲ့အတွင်းစကားမျိုးကိုပြောဆိုလို့ဖြစ်ပါမလားအရေးကြီးတဲ့ကိစ္စဆိုပါတော့
ကိစ္စမရှိပါဘူးဒေါက်တာရန်နိုင်စိုးကိုမကြခင်ပြန်လွှတ်လိုက်ရတော့မှာပဲဦးဝင်းကြီးနဲ့တော့အပြန်မှာတူချင်းတူနေမှာကဲအရေးကြီးတဲ့ကိစ္စဆိုပါဦးကျွန်တော်လာရင်ကိစ္စမပြောခင်ဇကားဆက်မိလို့ဒေါက်တာရန်နိုင်စိုးဆိုသူကိုပြောလိုက်ပြရစီဦးသတင်းစာရီထဲမှာတော့မောင်းမကန်ပြန်မေးဆွဲဖို့ဆိုပြီးပါနေတယ်ဒေါက်တာရန်နိုင်စိုးကိုဂျန်နီရှင်သခင်မကဖမ်းသွားပြီဆိုပြီးခေါင်းစဉ်တက်ထားတဲ့ခမဓာတ်ပုံကိုကြည့်လာရလို့အခုလူမြင်တော့ဟုတ်မဟုတ်သေးသေးချာချာကြည့်မိတာပါပဲဗျာထို့နောက်ဦးဝင်းကြီးကဂျန်နီရှင်သခင်မကိုတလဲသူ့ရဲ့မျက်နှာကိုမျက်တောင်မခတ်ပဲကြည့်နေတော့ကိုဝင်းသားရဲ့မျက်နှာကိုတလဲကြည့်ပြီးနောက်အတန်ကိုနှိမ့်၍အောက်ပါအတိုင်းပြောဆိုပြီးရင်ကျုပ်ခုလာခဲ့ရတဲ့ကိစ္စကတော့ဂျန်နီရှင်သခင်မတို့ကိုအချိန်မီတတိပေးရအောင်လာခဲ့တာပဲတခင်မတို့နေရာနဲ့တခင်မတို့အကြောင်းတွေကိုအစိုးရကစုံစမ်းထောက်လှမ်းမိလို့တည်သွားပြီခင်ဗျအရင်တနေ့ကအစိုးရအဖွဲ့အစည်းအစည်းအဝေးမှာဒီအကြောင်းထည့်ပြီးစဉ်းစားနေကြလို့စစ်သည်မောလှုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်အခုအဲ့ဒီစစ်သည်မောတွေတဝဲရောမြိတ်မှာရောရှောင်းနေကြပြီဗျဒီကျုံးကိုဘယ်တော့ရောက်မလဲဆိုတာမသိနိုင်ဘူးဦးဝင်းကြီးရဲ့အရေးတကြီးတတိပေးစကားပင်ဖြစ်ပြီးရင်ခင်မမကဦးဝင်းကြီးရဲ့တွင်းသဘောကိုနားလည်ဟန်ဖြင့်ဒါကဒေါက်တာရန်နိုင်ဆိုတဲ့ဦးဝင်းကြီးကျမတို့ကျွန်းပေါ်ကပလိယောဂလူနာတွေကိုကုသပေးဖို့အတွက်ခေါ်လာတဲ့လူပါပဲဒီလိုဆိုရင်အဖွဲ့အစည်းရဲ့အတွင်းရေးစကားမျိုးကိုပြောဆိုလို့ဖြစ်ပါမလားအရေးတကြီးကိစ္စဆိုပါတော့ကိစ္စမရှိပါဘူးဒေါက်တာရန်နိုင်စိုးကိုမကြခင်ပြန်လွှတ်လိုက်ရတော့မှာပဲဦးဝင်းကြီးနဲ့တော့အပြန်မှာအတူထဲသိရင်ထည့်ပေးလိုက်ရလိမ့်မယ်ရှင်ကဲအရေးကြီးကိစ္စကိုဆိုပါဦးကျွန်တော်လိုင်းကိစ္စမပြောခင်စကားဆက်မိလို့ဒေါက်တာရန်နိုင်စိုးဆိုတဲ့သူကိုပြောလိုက်ပြရစီဦးသတင်းစာရီထဲမှာတော့မောင်းမကန်ပြန်မေးဆွဲဖို့ဆိုပြီးပါနေတယ်ဒေါက်တာရန်နိုင်စိုးကိုဂျန်နီရှင်တခင်မကဖမ်းသွားပြီလားဆိုပြီးခေါင်းစဉ်တက်ထားတယ်ဗျဓာတ်ပုံကိုကြည့်လာရလို့အခုလူကိုမြင်တော့ဟုတ်မဟုတ်တည်တည်ချာချာကြည့်မိတာပါပဲထို့နောက်ဦးဝင်းကြီးကဂျန်နီရှင်တခင်မကိုတလဲသူ့ရဲ့မျက်နှာကိုမျက်နှာမခက်ပဲကြည့်နေတဲ့ကိုဝင်းသားရဲ့မျက်နှာကိုတလဲကြည့်ပြီးနောက်အတန်ကိုနှိမ့်၍အောက်ပါအတိုင်းပြောဆိုလိုက်ပြီးရောတယ်ကျုပ်အခုလာခဲ့တဲ့ကိစ္စကတော့ဂျန်နီရှင်တခင်မတို့ကိုအချိန်မီတတိပေးအောင်လာခဲ့တာပါပဲအရင်တနေ့ကအစိုးရဖွဲ့စည်းစည်းဝေးမှာဒီအကြောင်းတွေကိုထည့်ပြီးစဉ်းစားကြတယ်စစ်သည်မောတွေလွတ်ဖို့ဆုံးဖြတ်လိုက်ကြပြီအခုအဲ့ဒီစစ်သည်မောတွေဒဝဲဘက်မှာရောမိမ့်မြတ်ဘက်မှာရောရောက်နေကြပြီဒီကျုံးကိုဘယ်တော့လောက်ရောက်မလဲဆိုတာမသိနိုင်ဘူးဦးဝင်းကြီးရဲ့အရေးတကြီးတတိပေးစကားပဲဖြစ်ပြီးတယ်ကျန်နေရှင်တခင်မနဲ့ကိုဝင်းတန်းတို့ကတယောက်မျက်နှာတယောက်လှည့်ကြည့်နေကြပြီနောက်ပြီးဒါတွေမကသေးဘူးဗျကျုပ်ကပါသူတို့ကတတိမေးတယူအဖြစ်သိရှိသွားကြပြီကျုပ်ကိုအခုဒီကိုလွတ်လိုက်တာဟာသူတို့အစိုးရလူကြီးတွေကတာဝန်ပေးပြီးလွတ်လိုက်ကြတာပါပဲသူတို့တွေကပြောရေးရှိခွင့်သူတူကပါလိုက်တယ်ဒီနေ့ညနေ4 နာရီမတိုင်ခင်ကျန်နေရှင်တခင်မနဲ့အတူအဖွဲ့သားအားလုံးကိုအတားတကြီးနဲ့လက်နက်ချရင်ချမချရင်ဒီကျုံးကိုအစိုးရစစ်သည်မောတွေဝိုင်းထားပြီလို့ပြောခိုင်းလိုက်တယ်ကောင်းခင်ကလည်းလေရင်ပြန်စက်တနက်ဒီနဲ့ရောဘုံနေရောကျဲချမယ်လို့ပြောခိုင်းလိုက်တယ်သူတို့ပြောတာသဘောတူရင်ညနေ4 နာရီမထိုးခင်ဒီကြောဖုံမှာရှိတဲ့တောင်ထိပ်မှာအလံဖြူလွှင်းနဲ့4 နာရီထိုးလို့မှမလွှင့်ဘူးဆိုရင်ခွေးသစဖောက်နောက်ဆုံးဆဲဆူတမ်းများအားအဲ့ရထဲမှာလဲလျောက်နေတဲ့ကိုဝင်းတန်းထံမှာထွက်ပေါ်လာခြင်းဖြစ်ပြီးတယ်ကိုဝင်းသားကဆဲစော်ရုံမျှတာမဟုတ်သေးပဲဦးဝင်းကြီးကပက်လက်လန်လီနေရာမှာလက်တစ်ဖက်တွင်6 လုံးမျိုးတနက်ကိုကာ၍ချိန်အလျံတစ်ပြောင်ပြောင်ထွက်နေတဲ့မျက်လုံးများဖြင့်စားတော့မတက်ဝါတော့မတက်ကြည့်နေသည်ကိုတွေ့ရှိရပေရဲ့ကျွန်တော်ကကျန်နီရှင်တခင်မအားလှမ်းကြည့်လိုက်တဲ့အခါခင်မမကမူလနေရာ၌မရှိတော့ပေအခန်းဝခန်းစီကိုကြောပြီးကခါးထောက်ရရင်ဦးဝင်းကြီးဆိုသူဟာအေးဆေးမှကြောခတ်ထန်လွန်လာတဲ့မျက်နှာထားဖြင့်စားရကြည့်နေသည်ကိုတွေ့ရှိရတယ်ဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့ကိုဝင်းတန်းရဲ့မျက်နှာထက်အေးဆေးတည်ငြိမ်လာသောကျင်းရှင်တခင်မရဲ့မျက်နှာထားမှာပိုအေးကြောက်စရာကောင်းလာသည်ဟုကျွန်တော်ထင်မိတယ်
ထိုအချိန်တွင်ဦးဝင်းကြီးမျက်နှာပေါ်ရှိနှစ်ဖူးတွင်ချွေးကလေးများဆိုလျက်ကြေးမြောင်းလုံးသောမျက်လုံးများမှလည်းအစွမ်းကုန်ပြူးကျလာပြီးတော့တယ်နှက်ခမ်းများမှာတက်ဆက်ဆက်တုံနေလျက်ရှိနေပြီးတနက်ကြီးနဲ့တော့မချိန်ပါနဲ့ဗျာကျုပ်မှဘာပြစ်ရှိလို့လဲကျုပ်ဘာမှမလုပ်လိုက်ရပါလားကျုပ်ပြောပြပါဦးမယ်ကျုပ်ရှင်းပြပါရစေအတန်များမှာမူမမှန်တော့ပဲထစ်ထစ်ငုံငေါဖြင့်ရေရုပ်မြည်တမ်းကြီးဖြစ်ဝေတယ်ခမည်းဟာပြောင်းညာကျင်သေးရလားဟမ်တစ္ဆဖောက်လောက်ကောင်ထို့နောက်ကိုဝင်းသန်းမှာကြာရှိသောစကားမပြောနိုင်တော့ပေသူ့ရဲ့အမှုရာကိုကဲကဲ၍စောင့်ကြည့်နေသောကျွန်ုပ်ကကိုဝင်းသန်းလက်မှ6လုံးမျိုးတနက်လွတ်ချတော့မိဆက်စင်း၌ကိုဝင်းသန်းရဲ့အနီးသို့ရုတ်တရက်လှမ်းသွားလိုက်ပြီးနောက်တနက်ကိုဆွဲယူကျွန်တော်လက်ထဲသို့6လုံးမျိုးတနက်ရောက်လာသည်နှင့်တပြိုင်နက်ကိုဝင်းသန်းမှာတတိလေးလေးရရှိနေပြီကိုတွေ့ရှိရပြီဦးဝင်းကြီးကကျွန်တော်တို့ရဲ့ချင်းရာကိုမျက်လုံးမျက်စံအကြောင်းသားနဲ့စောင့်ကြည့်နေသူဖြစ်ရာကိုဝင်းသားတတိလစ်သွားသည်ကိုမြင်ရသည်နှင့်တပြိုင်နက်ကျွန်တော်ရဲ့လက်တွင်ရောက်နေသော6လုံးမျိုးတနက်ကိုလှူရန်လှေမြန်သောအုံဖြင့်လွှာကနေခုံရင်အုပ်လီတော့တယ်ကျွန်တော်ကတတိနဲ့နေသူဖြစ်တော်လဲမမျှော်လင့်သောတိုက်ခိုက်မှုကိုခံလိုက်ရတာကြောင့်တနက်မှာဦးဝင်းကြီးခုံလိုက်သည့်ခဏ၌လက်ထဲမှလှူ၍ကျဲမြေပေါ်သို့ကျသွားပြီးတော့တယ်ထိုအခါဦးဝင်းကြီးကတနက်ကိုကုန်း၍ကောက်ပြီးပြူရကျွန်တော်ရဲ့ခြေထောက်တို့သာလှင်မြန်ခြင်းမရှိခဲ့ပါကထိုအချိန်မှာကျွန်တော်တော်၎င်းကျန်နေရှင်တခင်မတော်၎င်းအသက်သဝင်ချွေကိစ္စတုံးဖွဲ့ရာကိစ္စရှိပြီလေကျွန်တော်ကဦးဝင်းကြီးကိုအငုံလိုက်ကျွန်တော်ရဲ့နောက်ပိတ်ဖက်နှက်ဦးဖြင့်ဦးဝင်းကြီးရဲ့မျက်နှာကိုတအားလွှဲ၍ခက်ကန်လိုက်ရာဦးဝင်းကြီးမှာကျမ်းမြင်ပေါ်တွင်ဖင်ထိုင်ရလဲကျသွားပြီးဗစက်နဲ့နှာခေါင်းကိုလက်နက်ပေးလျက်ပက်လက်လဲသွားပြီးတော့တယ်ကျွန်တော်က6လုံးမျိုးတနက်ကိုကောက်ယူလိုက်ပြီးကျန်နီရှင်သခင်မအားကြည့်လိုက်ရာခေမမမှာစောစောကရက်နေသောနေရာ၌ပင်မျက်နှာတစ်ချက်မှပင်မပြတ်ဘဲငြိမ်သက်စွာရံမြဲရက်နေသည်ကိုတွေ့လိုက်ရတယ်။ဦးဝင်းကြီးကထိုခဏမှပင်လှုပ်ရှားလာပြီးနောက်ရင်းရိုင်ကကုန်းထရံမှဒူးထောက်ကငြိမ်သက်သွားလီတော့တယ်။ကျန်နီရှင်သခင်မကကိုဝင်းတန်းစီသို့ရှောက်၍ဦးကောင်းအောင်မှစာရွက်စာတမ်းတစ်ခုကိုနှိုက်လိုက်ပြီးလျှင်ဦးဝင်းကြီးရဲ့မျက်နှာရှိသားရှိသို့ပြစ်ချလိုက်တော့တယ်။ဒါရီဘာရီလဲသိရလားဦးဝင်းကြီးရှင်လောက်ခဲ့သမျှတွေဒီစာရွက်ပေါ်မှာရက်စဲနဲ့တကွတိတိကျကျမှတ်သားထားရရှင်ပြီးတော့အစိုးရအဖွဲ့ကိုသတင်းပေးတာရှင်မဲမဟုတ်လားမငင်းနဲ့တော့ဒီထဲမှာရှင်အစိုးရနဲ့ဘယ်လိုဆက်သွယ်လဲဆိုတာကအကုန်ပါတယ်ရှင်ဘာဖြစ်လို့ဒီလိုတစ္ဆာပေါက်တဲ့အလုပ်မျိုးကိုလုပ်ခဲ့ရတာလဲကျင်းနီရှင်စင်ကမရဲ့အတန်ကအေးစိမ့်ငြိမ်သက်လျက်ရှိပြီလေရှင်အသက်ကိုကျမအားနာပါတယ်ဒါပေမဲ့ရှင်ရဲ့ကျေးဇူးကမ်းမှုနဲ့တစ္ဆာဖောက်မှုတွေဟာရှင်ရဲ့လက်ရှိဘဝနဲ့ဘလောက်ဖိစံဆန့်ကျင်နေလဲဆိုတာကိုတော့ရှင်နားလည်ဖို့ကောင်းတယ်ရှင်ဟာထမင်းစားနေတဲ့လူတစ်ယောက်မှဟုတ်ရဲ့လားရှင်အခုခေါ်လာတဲ့လူယုံတော်ဆိုတာကျမလူပဲရှင်ရှင်ကိုစိတ်မချစရာတွေတွေ့လာလို့ရှင်စီကိုလွတ်ထားပြီးရှင်လူလှုပ်ခိုင်းထားတဲ့လူကဲဘာပြောချင်တယ်ဦးဝင်းကြီးကျုပ်ဦးဝင်းကြီးဆိုသူရဲ့မျက်နှာကအမှန်ပင်နောင်တရလန်လက္ခဏာရှိပြီတယ်ကျန်နီရှင်သခင်မရဲ့စကားများကိုခေါင်းကြီးငုံလေးရဲ့နားထောင်နေရမှာစကားဆုံးနေတဲ့ပြိုင်နဲ့ထိတ်လန့်ကြောက်ရွံ့သောမျက်လုံးများဖြင့်ခင်မမအားမော်ရေးကြည့်ပြီးတော့တယ်ထိုမျက်လုံးများမှာဖြူရော်လျက်ရှိနေပြီတယ်ခလေး9ယောက်နဲ့အကျွေးတင်နေတဲ့ရှင်ဒုက္ခတွေကိုကျမကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးဆက်လိုက်တာပေါ့ဟုတ်လားကျုံမှားပါပြီခင်မမကျမတို့လက်နက်မချရင်အမှန်ပဲဘုံကျဲမှာလားဟုတ်ကဲ့ကျဲကြမှာပါစစ်သမောဘယ်နှစင်းဝိုင်းထားတယ်လဲ4စင်းပါခင်ဗျာဒီလိုဆိုရှင်သိတ်ကိုတော်ပါတယ်ဦးဝင်းကြီးဒီလိုရှိပါတယ်တခင်မသူတို့ပြောသလိုသာအေးအေးဆေးဆေးနဲ့သူတို့စီမှာအညက်ခံပြီးဝင်လာရင်အပြစ်ဒဏ်လွန်ငင်းကိုရအောင်ဦးဝင်းကြီးကသူ့စကားကိုဆက်လက်မပြောနိုင်တော့ပဲတခင်မရဲ့မျက်နှာကိုတွေးဆုံနေသောမျက်လုံးများဖြစ်တာမဝင်မရဲရထားလိုက်ရပြီးတော့တယ်ကျန်နေရှင်တခင်မအမိခံခင်မမရဲ့မျက်လုံးများကထိုအချိန်ကလောက်တခါမှတောက်ပြောင်ခဲ့ခြင်းမရှိတည်ဟုကျွန်တော်မှတ်ထင်ရပေတယ်
ညနေ4နာရီနောက်ဆုံးဟုတ်လားဟုတ်ပါတယ်ကျင်းနေရှင်တခင်မကကျွန်တော်အနီးသို့တလန်းချင်းဖြင်းချင်းသာလျှောက်လာပြီးကျွန်တော်နဲ့ဘေးချင်းရှင်ရမှာဦးဝင်းကြီးရဲ့မျက်နှာကိုမျက်တောင်မခတ်ပဲစာရေးကြည့်နေလေတော့တယ်ရှင်တိတ်ကိုတော်ပါတယ်ဦးဝင်းကြီးရှင်ရဲ့လောက်ရကကျမတို့ကိုစက်တိုင်စီအရောက်ပို့ရုံနဲ့မပြီးသေးဘူးတပြည်လုံးမှာလှုပ်ရှားနေတဲ့တော်လန်ရေးအင်အားစုကြီးရဲ့အစိတ်အပိုင်းတစ်ခုကိုအငြင်းသာဆုံးနည်းနဲ့အပြတ်ရှင်းလိုက်တာပါပဲရှင်းရဲ့ဒုက္ခတွေကိုကယ်ဆယ်ဆောက်ရှောက်ခဲ့တဲ့ကျမတို့လိုကျေးဇူးရှင်တယောက်ကိုတောင်ကျေးဇူးသစ္စာဖောက်တဲ့လူမျိုးကတိုင်းပြည်ကိုပါသစ္စာဖောက်ရရောက်ခဲ့ပြီထိုအခိုင်လီယံမြန်တစင်းကကျွန်တော်တို့နေရာကျွန်းပေါ်သို့ခက်နှိမ့်နှိမ့်ပြန်တန်းလာပြီးတပတ်ဝဲ၍ပြန်ထွက်သွားတယ်ကိုကြားလိုက်ရတယ်သစ္စာဖောက်တွေရဲ့သွားရလမ်းဟာဘလို့လဲဆိုတာသိတယ်မဟုတ်လားဦးဝင်းကြီးဦးဝင်းကြီးကတစုံတရာပြောဆိုရန်အာရုံလျက်ရှိပြီတယ်။သို့တော့အတန်ကထွက်မလာပြီ။ဗျက်တင်းပေါက်ကိုလှည့်ကြည့်နေတယ်။ကျန်နီရှင်သခင်မရဲ့တပ်သား2ယောက်ကလည်းဦးဝင်းကြီးကကြောက်ရွံ့ပမာမလှုံ့မရှက်ပြန်ရေးကြည့်နေကြသဖြင့်ဦးဝင်းကြီးကခင်မမရှိသို့ဒူးထောင်ရင်တလှမ်းတို့ရွေ့လာရတော့တယ်။ဦးဝင်းကြီးရဲ့အသက်ကသူကတစုံတရာမထိရသေးပဲနဲ့ကြာရှည်သာခံနိုင်ပါမလားဆိုတာကိုကျွန်တော်တွေးတော့နေမိရဲ့။ကျုံမှားပါပြီခင်မမကျုပ်ကိုချမ်းသာပြီပါထိုကရဲဘော်တယောက်ကသူတို့တခင်မထံသို့တုတ်တီးတုတ်ပြောင်ဝင်လာပြီးနောက်စစ်သင်းမောကလေးနှစ်စင်းကကျွန်တော်တို့ကျွန်းစီကိုခုံမောင်းလာလျက်ရှိကြောင်းပြောဆိုပြီးတော့တယ်လင်းမြတ်တစင်းတီလည်းကျွန်းပေါ်မှာခောက်လို့ခောက်ပြန်ဝဲလျက်ရှိနေကြောင်းတတိပြုမိရဲ့ကျွန်တော်တို့ကလက်မနာရီကိုငိုးကြည့်လိုက်ရ3နာရီ15မိနစ်ပင်လွန်လေပြီကိုတွေးရှိလိုက်ရပြီရဲ့ခင်မမကသတင်းလာဖို့တော့တက်သားလီယာတစုံတရာတီးတိုးမှကြားလိုက်ပြီးနောက်ဦးဝင်းကြီးဘက်သို့လှည့်ကကဲဦးဝင်းကြီးဘလို့မှတော့မအောင်မီနဲ့တော့ဘသူမပြူတဲ့ရှင်သွားတော့မဲ့လမ်းကိုရှင်သိပြီမဟုတ်လားဘသူမပြူမိပြူတဲ့ရှင်ခုတော့ရှင်သွားမဲ့လမ်းကိုသိပြီမဟုတ်လားကဲဟိုရဲဘော်လေး2ယောက်ကရှင်သွားမဲ့လမ်းကိုပို့ဆောင်ပေးပါလိမ့်မယ်အေးအေးဆေးဆေးတက်တာပဲသွားလိုက်ပြီတော့ထို့နောက်ကျွန်တော်ကဦးဝင်းကြီးရဲ့သွေးယူသေးတဲ့ဟင်းော်လိုက်တန်ကိုယခုထိတိုင်ကြားအောင်လျက်ရှိနေပြီးတော့တယ်ကျွန်တော်ကတစ်ဖက်သို့မျက်နှာလွှဲမျက်စိမိတ်နေစဉ်ဦးဝင်းကြီးကဝင်သက်တရုတ်ရဲ့လက်ဝဲတွင်နှောင်ကျိုးတုတ်ကထိုင်းသွားခံရသောဝက်တကောင်ရဲ့အော်ဟစ်တံမျိုးကျဲလောင်ဆူရသောအော်ဟစ်ရုံးကန်ရင်အိမ်ပြင်ပတ်သို့ရောက်ရှိသွားပြီးနောက်ခဏအကြာမှာအတန်ငယ်လွန်သောနေရာတစ်ခုစီမှာတနက်တန်တစ်ချက်ထွက်ပေါ်လာပြီးတော့တယ်တနက်တန်ထွက်ပေါ်လာသည်နှင့်တပြိုင်နက်ဦးဝင်းကြီးရဲ့အော်ဟစ်တန်ကလည်းရုတ်တရက်ငြိမ်သက်သွားသည်သို့ရောက်ရှိသွားပြီးတော့တယ်ကျွန်တော်ကမျက်လုံးများကိုဖွင့်ကြည့်လိုက်တဲ့အခါကျန်နီရှင်တခင်မကကိုဝင်းသားရဲ့ဂရင်နီး၌ဒူးထောက်လျက်ကိုဝင်းသားရဲ့မျက်နှာချင်းအခါငြိမ်သက်နေသည်ကိုတွေးလိုက်ရပြီလေကျွန်တော်ကကိုဝင်းသားရဲ့အနီးသို့ချင်းကပ်လိုက်သည့်နှင့်တပြိုင်နက်ကိုဝင်းသားမှာမနိုးသောအိပ်ပျော်ခြင်းဖြစ်သို့ရောက်ရှိသွားပြီကိုတွေးရှိရပြီတော့တယ်ခေါင်းတွင်ရရှိသွားသောဒဏ်ရာကအုံနောက်အားထိခိုက်လောက်အောင်ပြင်းထန်မှုမရှိသေးကဦးဝင်းကြီးရဲ့တစ္ဆာဖောက်မှုကကိုဝင်းသားရဲ့စိတ်ဓာတ်ကိုပြင်းထန်စွာထိခိုက်သွားစေလျက်နှလုံးကိုရိုက်ခတ်ကတတိလစ်သွားရမှအသက်ပြန်မပါလာတော့ခြင်းပင်ဖြစ်ပြီရဲ့ထို့နောက်ခင်မမကကျွန်တော်အားမော်ကြည့်လိုက်ပြီးသူ့ရဲ့မျက်လုံးများတွင်မျက်ရည်စဟု၍တစက်လီများမတွေ့ရပြီသို့တော့အလွန်လှပတဲ့နုပြိုသောမျက်နှာလေးမှာတူတောင်းလာသောအချိန်တွင်တမဟုတ်ချင်းအိုသာသွားခဲ့ပြီးခင်မမကဒူးထောက်နေရမှာဖြင်းချင်းစွာထားလိုက်ပြီးလင်ကျွန်တော်ရဲ့မျက်နှာကိုနာကျင်စွာတစ်ချက်ပြုံးလျက်ကြည့်ကသစ္စာဖောက်တွေဟာဘလို့နေရာမျိုးမှဆိုရှိတာပဲနော်ကိုရနိုင်ဆိုဒါပေမဲ့သူတို့ရဲ့သွားလမ်းကတော့တက်လမ်းအပြင်နှစ်လမ်းမရှိဘူးဆိုတာသူတို့မေ့နေကြတယ်ထို့နောက်ကျွန်တော်ဟာဆက်လက်ရှိသောအခန်းတစ်ခုထဲသို့ခေါ်ဆောင်သွားပြီရဲ့ထိုအခန်းက25ပေပတ်လည်သက်သာခန့်အကျယ်ရှိပေရာဇပွဲရှိကြီးတစ်ခုတွင်ကလထိုင်အလုံး20ခန်းများနေရာသီးသီးခြားထားပြီရဲ့လူငယ်2ဦးကဇပွဲပေါ်မှာမြေပုံ5ချက်ကြီးတစ်ခုကိုချလျက်စိတ်ဝင်စားသွားပြီးကြည့်ရှုနေရသည်ကိုတွေ့ရှိခဲ့ရရဲ့ကျန်နီရှင်သခင်မကထိုသူ2ဦးအနက်1ဦးကိုတစုံတရာတီးတူးပြောဆိုလိုက်သဖြင့်ထိုသူကအခန်းထဲမှလျင်မြန်သွားထွက်ခွာသွားလေရဲ့
နောက်မှကျွန်တော်သိလိုက်ရတာကကိုဝင်းတန်းရဲ့အလောင်းကိုမြုပ်နှံရန်စီမံခိုင်းလိုက်ကြပြီဖြစ်ပြီးတယ်ထို့နောက်ပခုံးထောက်တွင်ကျင်းပွင့်တစိမ့်များတက်ဆင်ထားသောအခြားလူငယ်9ယောက်တို့ကလည်းအခန်းထဲသို့ဝင်လာကြပြီတယ်ခဏကြာသောအခါကျွန်တော်တို့9ယောက်သာစပွဲပေါ်သို့မြေပုံချက်ကြီးကိုဝိုင်းလျက်စစ်ဖြူဟာအစီအစဉ်များကိုဆွေးနွေးတိုင်ပင်လျက်ရှိနေကြတယ်ခင်မမကကျွန်တော်အားနေရာထိုင်ကုန်တစ်လုံးဖိလျက်ထိုင်စီကရုံးစရောက်စပင်ကီနဲ့ရှင်ုံမောင်းမောင်းနဲ့အရာရှိတူကတစ်ဖက်အသက်40ကျော်ခန့်ရှိပြီဖြစ်တဲ့အတိုင်းမွေးမုတ်စိတ်မွေးထူထူအရက်ထောင်ထောင်မောင်းမောင်းရှိတဲ့အရာရှိတူကတစ်ဖက်ခြံရံလျက်ကျွန်တော်ထိုင်နေရတယ်ကျွန်တော်ရှိတဲ့တွင်ခြားအရာရှိများခြံရံလျက်ကျန်နေရှင်သခင်မကတည်ငြိမ်သောအိမ်တွေဖြင့်ထိုင်လျက်ရှိနေပြီတဲ့ထိုအရာရှိအားလုံးကပလိယောဂတိုက်ပွဲကြီးတွင်ကျွန်တော်ဆေးထိုးနှံပေးခဲ့သောပုပ်ပုံများပင်ဖြစ်တယ်ဆေးဝါးကုသမှုကိစ္စပြီးတဲ့နောက်ကျွန်တော်နဲ့အခုမှပြန်လဲဆုံစည်းကြခြင်းပင်ဖြစ်ပြီးတော့တယ်ကျန်နေရှင်သခင်မကမြေပုံကိုခဲနေတစ်ချောင်းဖြင့်အနေအထားကိုကြည့်ရှုလျက်ရှိရာထိုမြေပုံမှာကျွန်တော်တို့ကျွန်းလေးရဲ့မြေပုံဖြစ်ကြောင်းတွေ့ရှိလိုက်ရပြီအခန်းတစ်ခုလိုက်၌စိတ်ငြိမ်အံ့ဩပင်ကောင်းတော့တယ်ကျွန်တော်ကယောက်ျားများထက်ပင်အေးစိတ်တည်ငြိမ်ခြင်းရှိသောကျန်နေရှင်သခင်မကိုသာအံ့ဩငေးမောလျက်ရှိနေပြီးတော့ကျန်နေရှင်သခင်မရဲ့အတန်ကြောင့်ဓတိပြန်ဝင်လာသောအချိန်၌အားလုံးသောပုဂ္ဂိုလ်များကမြေပုံသို့ကုန်းလျက်ခေါင်းချင်းဆိုင်နေကြသည်ကိုတွေ့ရှိရပြီကျန်နေရှင်သခင်မကဦးဝင်းကြီးရဲ့တစ္ဆာမောက်မှုကြောင့်လှဝက်ကျွန်းကိုစစ်သင်းမော်လေးဝိုင်းလျက်ရှိနေပုံကိုမြေပုံကိုထောက်လျက်အချင်းကျုပ်ပြောပြလျက်ရှိနေပြီသူတို့လာနေတယ်ဆိုတော့သင်းမော်လေးတွေကအမှန်လေးတွေပဲသူတို့မှာကုန်းတက်မတော်လေးတွေတော့မပါဘူးအဝေးကရှဲလုပ်ဖို့ပဲရှိတယ်တစ်ချိန်တည်းမှာအပေါ်ကနေပြီးလင်းမြန်ကအနှောက်ရှစ်ပေးမယ်သူတို့စီရင်တင်ကဒါပဲထိုအခါကျွန်တော်လက်ဝဲဘက်တင်ထိုင်နေတော့မုတ်စိတ်နဲ့ဘိုးကြီးကျူက ML လေးစင်းကိုကန့်ကန့်နိုင်ဖို့တော့အတော်ခဲရင်ပါတယ်သူတို့ရှဲလို့ရင်ကျွန်တော်တို့လည်းပြန်ပြီးရှဲလို့ရုံပေါ့အဲအတက်ကိုသာကျွန်တော်တို့နည်းနည်းတတိထားဖို့လိုတာပါပဲစစ်ပွဲတစ်ပွဲမှာပရိရဲ့ view ကလူရယ်နော်ပရိရဲ့ view ဟာနောက်ဆုံးအချိန်ထိသာဒီကသူတို့ကိုဘယ်နည်းနဲ့မှပြန်ချမယ်ဆိုတာသူတို့မရိပ်မိဖို့လိုတယ်ဟုတ်တယ်ကျွန်တော်တို့ကမိုးချုပ်ပြီးအလင်းရောင်ပြောက်သွားတဲ့အချိန်ထိနှစ်ဖက်လုံးကတနက်တစ်ချက်မဖောက်ရအောင်စိုင်းထားနိုင်ဖို့အရေးကြီးတယ်အမှောင်ကိုကျွန်တော်တို့အားကိုးရမှာပဲထို့နောက်အခန်းတွင်ရှိဝိုင်ယာလက်ဆက်မှလှုပ်ရှားတံများကိုကျွန်တော်တို့ကြားလိုက်ရပြန်တယ်ကျန်နီစီကိုတရင်အမြန်ပို့ဖို့စီမံမှာပူပါတော့ဟော်ရီနောက်ဖို့ B.0 နဲ့ A80.03 နေရာမကောင်းဘူးလားည10 နာရီမထိုးမီဒီနေရာကိုအရောက်အမြန်ဆုံးပြန်လှည့်လာဖို့မက်ဆေ့ပို့ဖို့စီစဉ်ရှင်ပြီးတော့ရှင်လည်းမြန်ပြန်လာခဲ့ပါထိုအခါဘူပါတောင်းဆိုတဲ့သူကအခန်းထဲမှာလှည့်မြန်သွားပြီးထွက်ခွာသွားပြီးတော့ကျန်နေရှင်သခင်မကမြေပုံကိုခဲတံဖြင့်ထောက်၍အတန်ကြာကြာကြည့်ရှုနေပြီးနောက်နေရာတစ်ခုကိုထောက်ထားလိုက်ကကဲပရိယေတစ်ခုလောက်ကြရအောင်ကျမတို့ဟော်ရီတောက်ထိပ်မှာအလံဖြူတစ်ခုတင်ကြမယ်ဒါဟာအချိန်ဆွဲနည်းတစ်ခုပဲဘယ်နဲ့လဲထိုချန်ကိုအားလုံးကသဘောတည်လက်ခံလိုက်ကြရဲ့ကျင်းရင်သခင်မကချက်ချင်းပြုလုပ်ရန်ခိုင်းစီပြီးဒီအပြင်မှတသားတအူးကိုအချိန်မဆိုင်ပဲခေါ်ယူညွှန်ကြားခိုင်းစီလိုက်တော့တယ်ထို့နောက်ကျင်းရင်သခင်မကနိုင်ကိုကြည့်ကကဲ4 နာရီထိုးဖို့နိုင်ွယ်ပဲလိုတော့တယ်ကျမတို့ရန်သူကိုဘယ်နည်းနဲ့ပြန်တွန်းလှန်ကြမလဲအကြံဉာဏ်ထုတ်ကြည့်လိုက်ကြအောင်စစ်ဦးစီးဖွဲ့ကခဏကြာများတိတ်ဆိတ်သွားပြီးနောက်တဦးစီအပြင်မိမိတို့စိတ်ကူးရရှိတဲ့အကြံတွေကိုတင်ပြဆွေးနွေးခြင်းပြုကြလေဒီကျွန်းကိုလှစ်ဝက်ကျွန်းပင်သူတို့ခေါ်ဆိုကြတဲ့အကြောင်းရင်းကိုအခုမှကျွန်တော်လည်းသိရှိရလေတော့ဒီကျွန်းပေါ်တွင်ကြောက်ဆောင်ကြီးကိုထွင်းဖောက်ထားတဲ့လှိုင်ကူကြီးကိုစီမံပြုလုပ်ထားကြပြီ။စုံလေတကားလဲပါရှိ၍ထိုလှိုင်ကူကြီးအတွင်းသို့ကျွန်းတည်ရှိသောအမေဝအဖွားအုံများနှင့်ကလေးတငယ်များကိုတင်းချောင်ခုံနိုင်အောင်စီစဉ်ထားကြရဲ့။လှိုင်ကူကြီးအတွင်းပေပေါင်း100ခန့်နီးပါးရှိရဲ့ရှီလျာကွေးကောက်ကဖောက်လုပ်ထားသဖြင့်လူပေါင်း100မြပြင်ခြောင်ကြီးစွာကိုအောင်နိုင်ကြောင်းသိရှိရပြီ။ထို့နောက်တိုက်ခိုက်ရေးအစီအစဉ်များကိုဆွေးနွေးကြရာကျန်နီရှင်သခင်မကသူ
သူ့ရဲ့ရဲဘော်များကိုတေမြော်များသောအကြံများကိုလည်းလက်ခံ၍သူကိုယ်တိုင်ကလည်းစိတ်အားတက်စရာစစ်ပြူကစီမံများကိုထုတ်ဖော်ပြောကြားနေရကိုတွေ့ရှိရပြီရဲ့အကြက်တဲဖြစ်နေချိန်မှာဒီလောက်အုံနောက်ရှည်လန်းလျက်တာမန်ယောက်ျားများပင်မစင်းစားသောအကြံစီများကိုကြံစီပြီးတွက်လက်ဖြက်လက်စွာထုတ်ဖော်စီစဉ်ခြင်းအားဝမ်းမြောက်ဝမ်းသာခြင်းဖြင့်စူးစိုက်နားထောင်နေရပြီးတော့ရဲ့အထက်ကဖော်ပြခဲ့သည့်အတိုင်းကျွန်တော်တို့တည်နေပုံအရာကျွန်းရဲ့တစ်ဖက်ကမ်းခြေမှာအလွန်ကြမ်းကြွေလိမ္မာသောတွာလာဘူးသောမာလိုက်မှုကလွှဲရင်ဘယ်လေသင်းမောမှမဆိုင်ကပ်နိုင်လောက်ရေစည်းတန်ခြင်းနဲ့ကြောက်ဆောင်ကြောက်ခဲများဝဲကဲရံများထူပေါ်ခြင်းကြောင့်တဘာဝတားဆီးများကရှိနေပြီတဲ့ အကယ်၍ကမ်းသို့ကပ်မယ်ဆိုရင်လည်းကျွန်းရဲ့တခြားတစ်ဖက်မှသာကပ်နိုင်ကြမှာဖြစ်ပေရဲ့ထိုတစ်ဖက်ရဲ့တီနီပုံမှာလည်းကန်ဆက်ကအခြားတစ်ဖက်၌မဆောက်မြင်မာခြင်းရှိသလောက်ထိုဘက်မှာကပြည့်ပြည့်နေကြောခြင်းရှိနေပြီရဲ့ထိုဘက်ကမ်းခြေသို့အမှန်စစ်သင်းမောလေးများကိုသာအာကို၏ကျွန်းကိုကပ်လိုက်ကြမယ်ဟုခင်မမတို့ကယူဆလိုက်ကြတယ်ဒီလိုကပ်လို့ရှိရင်လည်းကပ်သူများမှာဒုက္ခကြီးစွာတွေ့ရလိမ့်မယ်ဟုခင်မမတို့ကတွက်ဆလာလိုက်ကြတယ်အကြောင်းကတော့ဒီလိုင်းတို့ကထိုတဝိုက်မှာအလွန်ပင်ထူးဆန်းသောသဘောရှိနေရကြောင်းဖြစ်တယ်။ရန်သူစစ်သင်္ဘောများယခုလာနေသောအချိန်မှာဒီရေတို့ကကြာဆင်းတော့မဲ့ဆဲဆဲရှိနေရကြောင်းကန်ဆက်တို့ဒီများလောက်နီးစပ်သွားကတ်လာအောင်သင်္ဘောများတောင်ပေါ်တွင်ဒီရေကြချိန်တွင်တိမြင့်ကြံခဲ့ရမှာကိုလည်းသိကြနေပြီဖြစ်တယ်။ထိုများသာမကခင်မမတို့ကရောဘာလက်လော်လီကလေးများဖြင့်လည်းရေတိုက်ပွဲဆင်နွှဲရန်စီစဉ်နေကြပြီရဲ့။ရခင်ရများအတွင်းလျှို့ဝှက်ကျွန်းပေါ်သို့ကိုဝင်းသားမကြာခဏတင်ယူလာသောတစ်တာကြီးများအတွင်းရှိပစ္စည်းကြီးများရဲ့အရာရောက်ပုံကလည်းယခုမှပင်ထင်ရှားလာပြီးတော့ထိုတစ်တာများကခင်မမတို့ရဲ့တရုတ်ကုန်တဲ့တယောက်မှတဆင်စင်ကာပူမှပစ္စည်းအပိုအရှံများကိုလေလံဆွဲယူခဲ့ရတွင်ရရှိလိုက်သော73ပစ္စည်းအမျိုးမျိုးပါရှိနေတော့ပစ္စည်းများထဲမှာရောဘာလီကလေးများနှင့် LM ခေါ်ကုန်းပေါ်တွင်alorsရေပေါ်တွင်လည်းခုန်နှင်သွားနိုင်သောရင်အသေးစားလေး9စင်းပါဝင်နေပြီရဲ့ရေတိုက်ပွဲကိုညဘက်တွင်လှေကလေးများနဲ့ရင်များကိုအသုံးပြုကာဆင်နွှဲရမည်ဖြစ်တယ်အကယ်၍ညဘက်ကိုမရောက်မီမလွဲမသာရေးတိုက်ပွဲဆင်နွှဲရမယ်ဆိုရင်လည်းကမ်းပေါ်မှာပင်မိမိတို့အုပ်စီး၍နောက်ဆုံးတယောက်ကြံတဲ့အထိခုခံရန်စီစဉ်ကြပြီရဲ့ကျန်နေရှင်သခင်မကသူမရဲ့တအူးစီးများသူ့နေရာနဲ့သူနေရာချထားခြင်းတာဝန်ပေးခြင်းများကိုပြုလုပ်လျက်ရှိနေပြီ။သူကိုယ်တိုင်ကသင်္ဘောများနဲ့ကမ်းဆက်သူရောက်လာနိုင်မဲ့စစ်မျက်နှာကိုဗဟိုချမ်းသာပြုလုပ်၍တာဝန်ယူလိုက်ကြောင်းတွေ့ရှိရတယ်။ကျွန်တော်ကကြာသူမကလူနာများပြုစုဆောက်ရှောက်ရေးဘက်မှတာဝန်ပေးလေရဲ့။ကျွန်တော်ကလည်းဝမ်းမြောက်ဝမ်းသာစွာဖြင့်ထိုတာဝန်ကိုယူလိုက်ပြီရဲ့။ထိုအခါဝိုင်းရလက်သတင်းပို့တာဝန်ဖြင့်ခောက်ခါသွားသောဘိုးဘာတောင်းကကျွန်တော်တို့ထံပြန်လည်ရောက်ရှိလာပြီရဲ့။သူကကျန်နီသမောကယခုချိန်ကျွန်းနဲ့မိုင်30အကွာ၌ရောက်ရှိနေကြောင်းပါချထားသောနေရာကိုည9နာရီမထိုးမီအရောက်လာနိုင်ခဲ့မည်ဟုသတင်းပြန်ပို့ကြောင်းပြောဆိုပြီးထိုအခါကျန်နီရှင်သခင်မကအကြံတစ်ခုပေါ်လာပြန်တယ်အကြံပေါ်လာတဲ့ကဲ့သို့မျက်နှာလေးကလည်းဝင်းလက်လာပြီးနောက်ဒီလိုဆိုရင်ကျန်နီသမောကိုစစ်မြုပ်တဲ့ဘက်ကအသုံးပြုနိုင်တာပဲဟောရီစည်းတန်တဲ့ကမ်းဘက်မှာနေရာယူလာမဲ့စစ်သင်းမော2စင်းကိုကျန်နီဟာကြမ်းကြမ်းချင်းချင်းနဲ့သာခုံမောင်းနိုင်ခဲ့ရင်ရေစီးရဲရောက်အောင်ဆွဲပြီးကြောက်ဆောင်နေနဲ့ဆွဲတိုက်ပြစ်နိုင်မှာပဲဒီအတိုင်းညွှန်ကြားရင်မကောင်းဘူးလားတိုက်ရေးခိုင်ရေးစီစဉ်များကိုကျွန်တော်တို့ကနောက်ထပ်10မိနစ်ခန့်များအသေးစိတ်ထပ်မံ၍စီစဉ်ပြီး4နာရီထိုးရန်5မိနစ်ခန့်အလိုတွင်လူစုခိုင်းလိုက်ကြပြီရဲ့ကျွန်တော်တို့ကိုစီတာဝန်ကြားရောက်သောနေရာများကိုထောက်ခွာရန်အိမ်ပေါ်မှဆင်းခဲ့ကြတဲ့အခါကျွန်တော်တို့ရဲ့မျက်နှာရှိတောင်ထိပ်ပေါ်တွင်အလံဖြူကလေးကတလူလူလွင်းလျက်ရှိနေပြီးတော့ခဏကြာသောအခါကျွန်းပေါ်ရှိအဖိုးအဖွားကိုခလီးများနဲ့လူမဲမဲများနဲ့တက်ကြီးရင်သူများကအထုပ်ဖိုးကိုစီနဲ့အစုလိုက်အပြုံလိုက်တောင်ကောင်းရှိရာသို့တွားရောက်နေကြတော့လူငယ်ယောက်ျားများနဲ့မိန်းမတို့ကလက်နက်ကိုစီဆွဲလျက်မိမိတို့တက်မှုထိရာစီအိမ်တွေရတာဖြင့်အစုလိုက်တွားရောက်နေကြလေရဲ့ရွာပြင်ဘက်ကင်းတယ်လေးတဲသို့ရောက်နေတော့ကျန်နီရှင်သခင်မကကျွန်တော်လက်ကိုဆွဲကင်လျက်ကဲသွားပြီဦးတော့ကိုရန်နိုင်ဆိုရင်အရေးတော်ပုံအောင်ပါစီလို့သာဆူတောင်းပြီးတော့နော်ကျွန်တော်အားနှုတ်ဆက်ခြင်းပြုပေရဲ့ကျွန်တော်ကခင်မမရဲ့လက်ကိုအတန်ကြာပြန်လွှဲရေးစုပ်ကင်ရင်
စကားအတန်မထွက်နိုင်ပဲငေးရကြည့်နေမိရဲ့ခင်မမကပြုံး၍ကျွန်တော်လက်အတွင်းမှာသူမရဲ့လက်ကလေးကိုဖြင်းချင်းသာဆုပ်နိုင်ပြီးနောက်ကျွန်တော်ရဲ့လက်မောင်းဟာသုံးလေးချက်များလက်ဝါးကလေးနဲ့ရိုက်လျက်ကဲသွားပြီတော့ပြောဆူဆူနဲ့သူမလည်းခြာကနေထွက်သွားပြီးတော့ကျွန်တော်ချစ်ရပါတော့ခင်မမကသူမရဲ့တပ်သားများရှိရာသို့လျင်မြန်သောခြေလှမ်းများဖြင့်ရှောက်သွားနေပြီးတော့တမတ်ချိန်ကာလသို့ရောက်ရှိလာသဖြင့်လင်းပြန်နှစ်စင်းကအနောက်မှဆူဆူ၍လျှို့ဝှက်ကျွန်းပေါ်သို့ဖြတ်၍ခက်နှနှိပ်ပြန်တန်းနေရကြောင်းအားလုံးပင်နီးစပ်ရာတစ်ပင်နှင့်တောချုံများအောက်ကိုအပြေးလွှာဝင့်နေကြကြောင်းအရေးချေကိုကြည့်နေရပြီကျွန်တော်ကတစ်ပင်ကြီးတစ်ပင်ကိုအကာအကွယ်ယူရင်းခင်မမရှိရာသို့လှမ်းကြည့်လိုက်တယ်ထိုအချိန်တွင်ကျွန်တော်ချစ်ရသောခင်မကသူမရဲ့တပ်ဖွဲ့တပ်သားများနှင့်အတူလျှို့ဝှက်ရှိုးတွင်တစ်ခုသို့ဝင်ရောက်ပြောက်ကွယ်သွားပြီးဖြစ်ကြောင်းတွေးရှိရသဖြင့်တပ်ပြင်းတစ်ချက်ချလိုက်မိရဲ့လင်းပြန်နှစ်စင်းကခင်မတို့အလံမြူလွှင့်နေထားသောတောင်ထိန်၌သုံးဘက်တီတီနှိမ့်စွာဝဲပြန်တန်းပြီးနောက်ကျွန်းပေါ်သို့ကိုထိုးဆိုင်ပြန်တန်းလာကြည့်ပြီးဆာရွက်များကိုပလူပြန်ကျဲချသွားပြီးအားလုံးထွက်၍ကောက်ယူဖက်ရှုကြည့်ရာအောက်ပါအတိုင်းဖက်ရှုရပြီးတော့အရေးပေါ်ကျင်ညာချက်တင်နဝါလေးဘက်လေးတန်မှာဝိုင်းထားပြီးပြီတခိုးတမြလူစိုးဘဝကိုဆွန့်လွတ်၍အေးချမ်းသာရစွာလက်နက်ချအညံ့ခံပြီးတော့ခုခံရဲ့ကြံလျင်တကြုံလုံးအားမီးလောင်တိုင်းသွင်းပြမယ်ဗြိတိရှား14နံပါတ်တက်မတော်နောက်ထပ်10မိနစ်ခန့်ကြာသောအခါလျှို့ဝှက်ကျွန်းလေးကလေးဘက်လေးတန်မှာပင်လယ်တွင်းကိုညီညာသွားဆွဲလိုက်သောဆေးမြောက်တံများထွက်ပေါ်လာပြီးတယ်။တင်မော်ကလေးများကျွန်းနဲ့အလွန်နီးကပ်သောနေရာသို့ရောက်လာပြီးကိုသိရှိရပြီ။ကျွန်တော်ကတူနာပြူစကန်ရှိရာလှိုင်ကောင်းထဲကိုချက်ချင်းပြေးသွားပြီးနောက်ကျွန်တော်တို့တူနာပြူတက်အတွက်အလုတ်တောင်ဝင်လွှဲထားပြီးဖြစ်သောတပ်သားများကိုစစ်ဆေးမိပြီတယ်။အားလုံးကလူ25ယောက်ရှိပြီး9ယောက်မှာအမျိုးသမီးများဖြစ်တယ်။ကျန်ရောက်20မှာတော့ကျွန်တော်နဲ့အတူပလီယောဂကတ်ဆိုးကြီးကိုတိုက်ခိုက်တုတ်တင်ခဲ့စဉ်ကကုညီများစွာပေးခဲ့ကြတဲ့သူရဲကောင်းလေးများပင်ဖြစ်ကြောင်းတွေ့ရှိရပြီ။ကျွန်တော်တို့အားလုံးကကျွန်တော်တို့ပြုလုပ်ပေးကြရမယ့်တာဝန်ကိုထမ်းဆောင်ရဲ့ငြိမ်သက်စွာဆောင်ဆိုင်နေကြရင်အရေးကြီးကအသင်းဖြစ်စေရန်ပစ္စည်းကိရိယာများကိုစစ်ဆေးကြည့်ရှုနေမိပြီ။ကျွန်တော်ထံတွင်ထမ်းစဉ်5ခုတက်စကန်နှင့်ဆက်ထားသောတယ်လီဖုန်းတစ်ခုစီပလင်သစ်စေးတာနဲ့ပတ်တီးများစွာကိုတပွဲရှိတစ်ခုပေါ်၌တင်ပေးထားတယ်။ကျွန်တော်ကနာရီကိုကြည့်လိုက်ပြီးတော့4နာရီထိုးပြီး10မိနစ်ခန့်ရှိနေတာကိုတွေးလိုက်ရတယ်။အပြင်ကိုတွင်စေအမြောက်ပြစ်ခတ်တံများနဲ့ရဆိုင်သွားပြန်တယ်။ပထမပြစ်ခတ်တံများမှာအချက်ပေးပြစ်တံများဖြစ်ပြီးနောက်တကြွန်းလုံးကအစိတ်ငြိမ်ကြီးစိတ်ငြိမ်သွားပြီးတော့4နာရီမိနစ်20စက္ကန့်တိတိတွင်ကျွန်တော်တို့ခေါင်းပေါ်မှာလင်းပြန်တံများကိုကြားရပြန်ပြီးတယ်။ထိုအတံများက4နာရီခွဲလောက်အထိအဆက်မပြတ်ကြားနေရပြီးနောက်ပြီးပြန်လည်၍ပြောက်ကွယ်သွားပြန်တယ်။ထိုခဏတယ်လီဖုန်းခေါင်းလောင်းတန်လေးကစိတ်ငြိမ်ခြင်းကိုဖျော်ခွဲပြီးကောက်ပြီးနားထောင်လိုက်တဲ့အခါကျန်နေရှင်သခင်မရဲ့အတန်မျိုးဖြစ်ကြောင်းတွေ့ရှိရပြီ။ကိုရနိုင်ဆိုးလားဟုတ်တယ်ခင်မဒီရေကျနေပြီအမှန်နှစ်စင်းကိုတက်မိုင်ချပြီးကန်းနဲ့2မိုင်ကွာလောက်ထိရောက်လာနေကြတယ်။ဟိုဘက်ကန်းမှာတော့3မိုင်လောက်ကွာမှာကြောက်ချပြီးရက်နေကြတယ်။ဓာတ်ထက်ပိုပြီးအနားမကတ်နိုင်ဘူး။အခုထိအားလုံးကောင်းတယ်ကိုရနိုင်ဆို။ဟောသူတို့ကမ်းဘက်ကို2စင်းစလုံးကတ်လာနေကြတယ်။လာပါစေ။နင်းကျမကြည့်ဦးမယ်။ B108 ဆိုပါလား။ကမ်းဘက်ကိုဦးလှည့်ပြီးခုတ်လာနေတယ်။အစင်တင်ပဲဒီရေကျနေတော့ဟုတ်ပြီထိုခဏတယ်လီဖုန်းအတန်ပြတ်သွားပြီရဲ့အပြင်တွင်လေကတဝေးဝေးနဲ့အော်မြည်တိုက်ခတ်နေပြီးတော့အလိုဖျားအခုတစ်ချိန်တွင်ထွက်ပေါ်လာသောအတန်ကစောစောကကြားလိုက်ရသောစေအမြောက်တန်နဲ့ပုံမူ၍ပြင်းထန်ပြီရဲ့လေးဘက်စလုံးမှာနားပွင့်လူမတက်အချက်ပေါင်း20ကျော်မျှပြစ်ခတ်လိုက်ခြင်းဖြစ်ပြီရဲ့ကျွန်တော်တို့ကတယောက်မျက်နှာတယောက်ပြန်ကြည့်နေမိကြရဲ့ဒါပေမဲ့ဘသူမှစကားမပြောကြတော့လဲအားလုံးမျက်နှာမှာတင်းမာခတ်တန်နေလေရဲ့နှစ်ဖူးထက်တွင်ချွေးစည်းချွေးပေါက်ကလေးများပင်ကျနေကြောင်းတတိပြုမိပြီရဲ့လေရင်ပြန်တန်များထွက်ပေါ်လာပြန်လေရဲ့10မိနစ်ခန့်များနားမချမ်းအောင်စူညံလျက်ရှိနေပြန်တယ်ကျွန်တော်တို့ကတယ်လီဖုန်းစီတို့သာအာယုံဆိုင်လျက်ခေမမရဲ့အတန်ကိုသာနားဆွင့်ဆောင်မြော်နေမိပြန်တယ်နောက်ထပ်အတန်ကြာဘာတန်မှမကြားရတော့ချေ
စိတ်ငြိမ်သွားပြန်ပြီးနောက်10မိနစ်ခန့်လောက်ကြာပြီးအမြောက်တံများကိုဆက်လက်ရေးကြားပြန်တယ်ဒီတစ်ချိန်တွင်မူခင်မမတို့ရဲ့ကမ်းခြေဘက်မှအတန်များမှာစောစောကထက်ပိုပြီးနီးကပ်လာပြီးရှိနေကြတယ်ကျွန်တော်ရဲ့အသက်ရှူတံမှာလုံးဝမမှန်တော့ပြီတကူလုံးမှလည်းချွေးစီတို့ဖြင့်ဆိုရှယ်လျက်ရှိနေပြီကိုတတိထားမိရဲ့ထိုအခါတယ်လီဖုန်းခေါင်းလောင်းလေးကကလင်ဖြင့်ကျေလောင်သွားမြည်ဟင်း၍ထွက်ပေါ်လာပြန်တယ်တယ်လီဖုန်းကိုကောင်းရီကင်လိုက်မိတဲ့အခါကျွန်တော်လက်များမှာတဆက်ဆက်တုံနေမိလျက်ရှိနေကြပြန်တယ်ကိုရနိုင်ဆိုလားဟုတ်တယ်ခင်မမတိုက်ပွဲကဘယ်နဲ့လဲကျုံးဘတ်ထီတင်မောကူးချိန်မှာဒီရေကျသွားတော့ဟောက်ကကြောက်ဆောင်တွေပေါ်လာပြီးသူတို့တင်မောကြီးကတောင်းကနေဖြစ်နေတာကျမမြင်နေရတယ်တင်မောဘော်ကကောင်းနေဟိုပြေးတီပြေးဖြစ်နေကြပြီနောက်တစ်စင်းကတော့ဒီရေနဲ့လိမ့်ပြီးပါသွားလေရဲ့ကြည့်ပါအောင်ဆောင်းကန်နဲ့တင်မောတောင်မတင်ရင်တော့အဝေးကြီးကိုပါသွားမှာပဲဒီနေရာကကျွန်းနေနေကြောင်းဒီတို့တွေဘာမှနားမလည်ပါလားဒါပေမဲ့ခင်မမကြီးကိုကိုတော့တတိထားနော်အိုးကိစ္စမရှိပါဘူးခင်မမတို့နေရာကိုကောင်းကင်ဘော်ကဘယ်နည်းနဲ့မှမမြင်နိုင်ဘူးကာပါတိတ်ကောင်းတယ်ပြီးတော့တဖြည်းဖြည်းလဲမှောင်လာပြီဒါပဲနော်ဒါပဲတယ်လီဖုန်းတန်ကပြတ်တောက်သွားပြန်တယ်သို့တော်လေမြန်တန်များကထိုချိန်မှစ၍အဆက်မပြတ်တော့ချေညနေ6နာရီလောက်ခန့်တွင်လျှို့ဝှက်ကျုံပေါ်၌တိုက်ပွဲကြီးသူပြစ်ကိုပြင်းနဲ့စတင်လျက်ရှိနေပြီကိုတွေ့ရပေရဲ့ထိုအချိန်မှာနေလုံးကပြောက်ကွယ်သွားပြီးအပြင်တွင်မှောင်စားပြုတ်နေလေပြီစစ်တပ်နဲ့တန်အမြောက်တန်ရိုင်ဖယ်တန်တို့မှာတောတောင်ထူထပ်၍စိတ်ငြိမ်ရင်းရှိလာသောကျုံကလေးပေါ်မှာပဲ့တင်ဟိန်းလျက်အဆက်မပြတ်ထွက်ပေါ်လျက်ရှိနေကြပြီတော့တယ်ထို့နောက်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်တစ်ချိန်လုံးမှာကျွန်တော်ကခင်မမအတွက်သာလျင်စိတ်လှုပ်ရှားနေလျက်ခင်မမတယောက်ချမ်းသာပါသည်ဘေးကင်းရံသွားပါစေဟုသောစက္ကန့်နဲ့မျှတတွတ်ဆူတောင်းမြတ်တာပို့၍နေမိတော့တယ်နိုင်ဝဲအတွင်းတွင်တယ်လီဖုန်းလေးကခေါ်ယူရဲလေးကစလုံးကခင်မမထံမှမဟုတ်ချေတခြားတက်စုများသာဖြစ်ပြီးတိုက်ပွဲအတွင်းဒဏ်ရာရရှိသောလူနာများကိုခေါ်ယူရမည်ဖြစ်ပေရဲ့အားလုံးကစုစုပေါင်း9ယောက်ဒဏ်ရာရလျက်ကျွန်တော်လက်ထဲတွင်3ယောက်ကအသက်ပြောက်သွားတယ်6ယောက်ကိုဦးကောင်းတွေလည်းကောင်းရင်ဘတ်တွေလည်းကောင်းပခုံးတွေလည်းကောင်းဒဏ်ရာအသီးသီးနဲ့လက်ခံကူးတာပေးနေရတယ်ပထမတွင်ကျွန်တော်တို့ကမီးများကိုတအားသမျှအပြင်ထွက်၍အိမ်များကိုညှိမ့်သက်ရန်ကြိုးစားကြပေသေးတယ်သို့တော့ဒီစွမ်းစားမှုကငြိမ့်သက်ကြအကင်းပြီးမီးလောင်ပုံများကတကြွလုံးအနှက်ကိုဆက်လက်၍ကြတာကလောင်မြိုက်ခြင်းတော်မီးများကူးဆက်လာခြင်းနဲ့ဆက်သက်တဲ့တုံးကြောင့်ကျွန်တော်တို့လှုပ်ဝက်ကျုံးပေါ်မှာရဲဘော်20ကျော်ခန့်အတုံးယုံဖြစ်ကုန်ကြခြင်းကိုတွေ့ရှိရတဲ့အခါမှာကျွန်တော်တို့စူးစမ်းခြင်းကိုရပ်ဆိုင်းလိုက်ကြတယ်။လူနာပြူစကန်တွင်သာထိခိုက်ဒဏ်ရာရရှိသောလူနာများအားတိုးရလာပြီလူ90ထက်မနည်းဒဏ်ရာကြီးစွာရနေပြီကိုတွေ့ရှိရလေ။ကျွန်တော်တယောက်တည်းဖြင့်လူနာအားလုံးကိုအချိန်မီအလင်းမြန်ကုသဖို့ရင်မတက်တိုင်တော့အောင်လက်မလဲတော့ချေကျွန်တော်ကဒီဇလန်ရဲ့ဆုံးခန်းတိုင်ရောက်ရှိလာပုံကိုဆက်လက်ဖော်ပြရတော့မည်ဖြစ်တယ်ဒီနေရာမှာကျွန်တော်လက်ကမင်တန်လေးကိုပင်ကျိုးစွာရဂိုင်နေရသည့်အဖြစ်သို့ရောက်ရှိနေပြီကျွန်တော်အသက်ထက်မကမြတ်နိုးသောကျွန်တော်တသက်တာတွင်ကြုံခဲ့ရသောမိန်းကလေးတစ်ယောက်ရဲ့အထုပ်ပတိကိုသဲဥပြက်မြခံစားရလျက်အဆုံးပြရမည်တော့ကျွန်တော်ကလူနာများကိုလက်မနိုင်အောင်ပြုစုနေမှနောက်ဆုံးသောလူနာကိုဆေးထက်ပတ်တီးဆေးပြီးသည်နှင့်ကျွန်တော်ဘေးရန်တရမှာမမျှော်တွေးနိုင်တော့ပဲခင်မမရှိရတက်စခန်းသို့လင်းမြန်ဆက်သက်တဲ့ကြီးတံများအောက်မှာပြေးထွက်လာခဲ့မိရဲ့တမိုင်ကျော်များကောက်ဝေးသောပင်နယ်ရှိစစ်သည်မောတစ်စင်းကိုမဲရပြစ်ခတ်နေကြသောတဲ့ရဲ့နောက်ပိုင်းကြောက်လှိုင်ကူလေးတစ်ခုတွင်သို့တယ်လီဖုန်းကျိုးနှစ်ချက်ကိုနားတွင်တလျက်တက်စုအသီးသီးအားအမိန်ပေးလျက်ရှိသောခင်မခေါ်ကျန်နီရှင်တခင်မအားကျွန်တော်အမြင်လိုက်တဲ့အခါလူနာမြင်ရရှိသွားကြီးကိုစီးရမေးပြီးတော့တယ်ကျွန်တော်ကလူအယောက်20သေဆုံးပြီး50ကျော်ဒဏ်ရာရရှိကြောင်းပြောဆိုဖြေကြားလိုက်ရတယ်။သူမအားလည်းတိုက်ပွဲရဲ့အခြေအနေကိုမေးမြန်းတဲ့အခါခင်မကကန်းနဲ့လေးဖားလုံးတသားခန့်တွင်တဲတောင်ပြင်ပေါ်၌တစောင်းတင်ကစောင်းရင်မီးလောင်နေသောတင်မောလေးကိုညွှန်ပြရမှာဒါဟာ B08 ပေါ့အားလုံးရှော့ကုန်ပြီဟိုဝေးကဟာလည်းရှော့ပါလိမ့်တင်မောပင်လယ်မှာအခုကျမတို့လူတွေရော်ဘာလီလေးနေဝိုင်းထားပါပြီ
ဒီလိုပြောဆိုနေပေမဲ့ကျွန်တော်တို့ရဲ့ခေါင်းပေါ်မှာလေရင်မြန်တစ်စင်းနဲ့ဝဲလာတန်ကိုကြားလိုက်ရပြန်တယ်ဆက်သက်နဲ့ကြည်စံများကမိုးရွာသည့်အလားမရှောင်မတိန်နိုင်အောင်တအားကြသွန်လာပြီကျွန်တော်တို့နဲ့ guide 20အကွာနေရှိသောစစ်အမြောက်တက်စုလေးတစ်ခုလုံးပက်လက်မှောက်ကုန်ဖြစ်သွားကြပြီကျွန်တော်တို့ကထိုလူစုတန်ကိုကြီးလွှားသွားလိုက်သည့်တခဏဒုတိယကြိမ်ကြည်စံမှုကြီးရွာသွန်းလိုက်ပြန်တယ်ကျွန်တော်တို့မျက်စိအောက်တွင်ကျန်နီရှင်တခင်မမှာထိုင်လျက်ရှေ့သို့တိုးသွားသည်ကိုမြင်တွေ့လိုက်ရတယ်ကျမကိုဂယုမဆိုင်ပါနဲ့ကိုရနိုင်ဆိုဟိုဘက်ကရဲဘော်တွေစီကိုမြန်သွားပါကျမခင်မမကဒီလိုတားမြစ်နေတော့လေကျွန်တော်ကခင်မမရှိရသူပြေးလွှားသွားခဲ့တယ်ကျွန်တော်ကတတိလေးလေးရှိနေတဲ့ခင်မမကိုပွေးချီကကြည်စံမိုးရွာချနေတဲ့နေရာကဝေးရစီသူကိုငုံကိုင်းလေးရဲ့ပြေးလာခဲ့ကြတယ်ကြီးမားသောကြောက်ဆိုင်မဲမဲကြီးတစ်ခုရဲ့နောက်မှာကြည်စံကွယ်မျက်ကွယ်ခိုးလုံပြီးနောက်ခင်မမရဲ့ကိုမြေပေါ်တင်အသာချကကြားရှိသားသောဒဏ်ရာများကိုစစ်ဆေးကြည့်ရှုလိုက်လေသူမရဲ့လက်တစ်ဖက်နဲ့လက်ထင်ဆက်နေရာများတွင်ကြည်စံရှက်မှန်ထားတဲ့ဒဏ်ရာတို့ကိုတွေ့ရှိရတယ်။လွယ်ထားတဲ့အိတ်ကိုဖွင့်လျက်ဒဏ်ရာများကိုစေးထည့်ပြီးတွေးထွက်မလွန်စေရန်ပတ်တီးဆေးပေးလိုက်တယ်။ထို့နောက်ကျွန်တော်တို့ခင်မမအုပ်ကောင်းကိုရင်ဝင်ထဲသို့တွေးပိုက်ထားရင်တတိလေးနဲ့ရှာတဲ့သူရဲကောင်းမလေးကိုငုံကြည့်ရင်ဂယုနာမှုရွာသွန်းဖြိုလျက်ရင်ထဲတွင်မျက်နှာမစုံနိုင်အောင်ခံစားနေရတော့တယ်။ဘုံတိုင်းတိုင်းနဲ့စက်တနန်သံများအမြောက်ဆံများပောက်ကွဲတံကနားကွဲမတက်ဆူညင်လျက်ရှိပြီးကျွန်းကြီးတစ်ခုလုံးမှာမြေဟုံတောက်လောင်နေသည်ကိုစိတ်မချမ်းမြေ့ွယ်မြင်တွေ့ရပြီ။ကျွန်တော်တို့ရဲ့မျက်စိရှိတွင်ပင်မျိုးချစ်ရဲဘော်တို့မှာအတုံယုံကြာဆုံးနေကြသည်ကိုတွေ့ရှိရတယ်။ဒီလိုတွေ့ရှိရတာရင်မှာများစွာပင်နာကျင်လျက်ရှိနေတော့တယ်။ဒီလောက်မြေဟုံတောက်နေတာမတွေ့ကြဘူးလား။ကျွန်တော်ကခံပြင်းစိတ်ဖြင့်ရေရွတ်လိုက်ရင်ပင်လယ်ပြည်သို့ကြည့်ရှုလိုက်တယ်။အနှိမ့်သို့ပြန်လာသောလေရင်တစ်စင်းကကျွန်တော်တို့ပုံခိုရာကြောက်ဆောင်စီကိုဥတီလာနေတာကိုတွေ့လိုက်ရတယ်။ထိုလင်းကပုံခိုနေတဲ့ကျွန်တော်တို့ကိုတွေ့သားသဖြင့်ဆက်တနက်ဖြင့်ဇသိမ့်ပင်ရလာနေခြင်းကလွဲရင်အခြားမဖြစ်နိုင်။ကျွန်တော်ကခင်မမရဲ့ကိုခန္ဓာကိုအပေါ်မှหนี၍မိုးကကာကွယ်ပေးလိုက်တော့တယ်။ကျွန်တော်ခန္ဓာကိုယ်ပေါ်သို့ဆက်တနက်ကြည်စံဖောက်ထွင်းကြရောက်လာမယ့်အချိန်ကိုစောင့်သားနေလိုက်တော့တယ်။သို့တော့ထိုစဉ်မှာပဲမထင်မှတ်သောဖြစ်ရတစ်ခုကစမ်းကြော်သာဖြစ်ပေါ်လာလေတော့တယ်။ကျွန်တော်တို့နှစ်ယောက်ဟာဇဝင်ချွေရန်ဥဆိုင်ပြန်သွားလာတော့လေရင်ပြန်ကတစုံတစ်ခုရဲ့ပယောဂကြောင့်လေထဲမှာနေပောက်ကွဲကမီးလောင်ပြတ်ကျသွားပြီးဖြစ်တယ်။ထိုများသောစက္ကမအချင်းတွေမှာပင်လယ်ဘက်သို့တင်မောများမော်တော်များဒါဇင်ဝမကထွက်ပေါ်လာပြီးအင်္ဂလိပ်စစ်သည်မောတို့ကိုပြင်းထန်စွာတိုက်ခိုက်ပြီးတော့တယ်။ဟောသူတို့အချိန်မီရောက်လာတာပဲ။ကျွန်တော်ကပီတီဖြစ်စွာကြည့်နေတယ်မှာစဉ်မြန်မာလှစ်ဝက်တက်မတော်ကြီးမှာပြင်းထန်စွာတိုက်ခိုက်နေမှုကြောင့်အင်္ဂလိပ်စစ်သည်မောတို့ဒဇင်မီဒဇင်နင်းမြုပ်ကုန်ကြတဲ့အားကိုတွေ့ရတယ်။ကျွန်တော်တို့လှစ်ဝက်တပ်ဖွဲ့ကအင်္ဂလိပ်လေနှစ်စင်းကိုအောင်မြင်စွာပြစ်ချက်နိုင်ပြီဖြစ်ရာနိုင်ဝက်အတွင်းမှာပင်နေချင်အင်္ဂလိပ်အစိုးရအကုန်လုံးနင်းမြုပ်သွားပြီးတိုက်ပွဲမှာလည်းအဆုံးသတ်သွားတော့တယ်။မကြာမီလှစ်ဝက်တော်လန်ရေးအဖွဲ့တင်မောဒဇင်ဖြင့်လှစ်ဝက်ကျွန်းစီသို့စိုက်ကပ်လာပြီးဒဏ်ရာရဲ့ရဲဘော်များအပါအဝင်ကျင်းရှင်တခင်မရဲ့အဖွဲ့သားအားလုံးကိုပင်တင်ဆောင်ကပင်လယ်ထဲမှာတခြားလှစ်ဝက်ကျွန်းတစ်ကျွန်းစီသို့ဥတီထွက်ခွာသွားပြီးတော့တယ်။ကျွန်တော်နဲ့တတိယသပြုလာတော့ခင်မမခေါ်ကျင်းရှင်တခင်မတို့ပါလိုက်ပါသွားကြတော့တယ်။ကိုဟာဟင်းသရဘက်မှာနေချက်ဖက်စစ်တော်လန်ရေးအဖွဲ့တီးတီးရဲ့ဘက်ကအမြဲလိုကူညီခဲ့လို့တော်လန်ရေးတပ်ဖွဲ့တွေဟာယုံကြည်အားကိုးပြီးလှစ်ဝက်တာဝန်တွေကိုပေးအပ်ခဲ့တဲ့ခင်မမရဲ့ဒီကပ်ပလီပင်ရော်ထဲမှာလည်းကိုတို့တော်လန်ရေးတပ်ဖွဲ့တွေရှိရန်ကုန်ကမထွက်မီညညုံမှာခြေဆိုင်တဲ့လှစ်ဝက်တော်လန်ရေးဖွဲ့စီကျင်းနဲ့ရိုက်ခဲ့တယ်။ဒါကြောင့်သူတို့ကကိုယ့်ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ပြီးအရေးကြုံတဲ့အခါကူညီနိုင်ခဲ့တာပေါ့။တကယ်တော့အဲ့ဒီလှစ်ဝက်တော်လန်ရေးဖွဲ့ဟာခင်မမတို့လိုပဲမြန်မာပြည်ကိုတကြောပြန်အုပ်စိုးလာတဲ့အင်္ဂလိပ်နယ်ချဲအစိုးရကလွတ်လပ်ရေးမပြီးခဲ့ရင်လက်နက်နဲ့တော်လန်ဖို့လှစ်ဝက်ခိုအောင်နေတဲ့မျိုးချစ်အဖွဲ့ပဲကွာအေးဘူကျူအောင်ဆန်းတို့ဥဆောင်တဲ့မြေပေါ်အဖွဲ့တွေရဲ့ကြိုးပမ်းမှုကြောင့်နိုင်ငံလွတ်လပ်ရေးရရင်တော့သူတို့အားလုံးမြေပေါ်တက်ပြီးတိုင်းပြည်ကိုပြန်လည်ထူထောင်ရေးမှာဝိုင်းဝန်းကူညီကြပါပေါ့ကွယ်။အိုးဒါဆိုခင်မမတို့နဲ့ရည်ရွယ်ချက်ချင်းတူနေပြီပေါ့ရှင်။ဝမ်းသာလိုက်တာဒီနေရာမှာကျွန်တော်ရဲ့ချစ်သူလည်းဖြစ်တာမကဇနီးချောလေးဖြစ်တော့ပေမကြပင်ရရှိတော့မဲ့မျိုးချစ်သူရဲ့ကောင်းမလေးခင်မမခေါ်
ကျန်နေရှင်တခင်မရဲ့အထုပ်ပတိကိုဂုံရင်စွာအဆုံးသတ်ရတော့မည်ဖြစ်တယ်ကျန်နေရှင်တခင်မဇလန်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီနောက်နေ့တွေမှာလည်းဇလန်အသစ်တွေတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို like and subscribe လုပ်ပြီးအားပေးခဲ့ကြပါအောင်ဗျာဟုတ်ကဲ့ဒီနေ့ဖို့အာရီယို